မဲ့ပိုင်ရှင်ဖြစ်တော်မူသောသောမဟာတော်တော်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအနမောတတသုံးခြင်းဖြင့်ရှိခိုးပူဇော်ကိုရောကြပါအောင်ဆိုနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားရှင်ကိုရောမြတ်ကြီးအရှိခိုးပူဇော်ပြီးတဲ့နောက်မှာပရိသတ်သမုပ္ပါဒနာတို့ကိုနားလည်သဘောပေါက်နိုင်ရန်အတွက်ကျေးဇူးတော်ရှင်ကမ္မပါဏိတမဂ္ဂုဆရာတော်ဘုရားကြီးတက်တော်တင်ရှားရှိစဉ်အခါကာလတုန်းကကိုယ်တော်ရည်သားဒီကုန်းတော်မူခဲ့သောမုံလနပြလည်းငါသံဘောဖြင့်၎င်းဝိဇာတနာယေကံလည်းငါသံဘောဖြင့်၎င်းဆရာတော်ဘုရားကြီးညာတော်ကိုပူဇော်သောအဖြစ်ရှိခိုးပူဇော်ကြကြပါအောင်သောမုံလနပြသစ္စာနှစ်ခုဧကုအမအင်္ဂါ12ပါးတေကိုများဖြင့်3ပါးအဆက်မယမုံလဝတ္တဝါနှင့်ကာလ3ည820ဒီရှိတေကိုအလွယ်ကျက်မှတ်သိစေရသည်တံတရာမတို့ကြောင့်သည်အဝိဇ္ဇာနှင့်တဏှာယင်ကံဥပါဒံကံကြောင့်ယုံနံပေါ်အပင်မမျိုးမအပင်အပြင်းမပြတ်ဆက်ဆက်ပြီးဟံကံကြောင့်နာယုကြောင့်ကံဘာပြည့်ပြန်ပြီးရောမြမတရားသတိများကသင်္ချာပြုပြီးစီရင်ပန်းစဉ်အကြောင်းရင်းကြောင့်လူနာများစွာတတ္တဝါတို့ဖြစ်နာရမှုမဟုတ်ဟုဉာဏ်ဖြင့်ရှု၍မြောသာဓုသာဓုသာဓုခန္ဓာနိစ္စပฏิပါဒုဓာတုအာယတနာအဘုစိဏဘဝတမနာတံတရောတိဘောစတိဒါဖရာဟောတာတန္တရာဆိုတာဟာခန္ဓာအာယတနာဓာတ်တို့၏မပြတ်လဲနေတာကိုတန္တရာလို့ခေါ်တယ်နော်ခန္ဓာအာယတနာတို့မပြတ်ဖြစ်နေတာကိုဒါတန္တရာလို့ခေါ်တယ်တန္တရာဆိုတာဘယ်လိုလဲခန္ဓာအာယတနာတို့၏မပြတ်ဖြစ်နေတာကိုဘာပါလဲတန္တရာဒါဖြင့်အတိုက်ကလည်းပဲဦးဇင်းတို့ကာလအနေအချင်းပြောမှဆိုရင်ကာလဘယ်နှပါရှိလဲ3ပါတဲ့3ပါမှာဒါလည်းပြီးတော့အတိုက်ကလာယခုစစ်စစ်ပစ္စုပန်လာနောက်ဖြစ်တဲ့တော့နာဂကာလဒါဖြင့်နံပါတ်1အကွက်ဒီလွန်လွင်ပြီးတော့အတိုက်ကလာပေဘဝပဲရှင်ကပဲလွန်ခဲ့တယ်ဆိုတာမသိဘူးဒီတရားမနာပဲဒါလည်းပဲဒါအတိတ်ပဲလေနော်ဟိုးအရင်ဘဝဆက်ဆက်သံဃာဆက်ဆက်ကလည်းပဲအတိတ်ပဲအဲ့တော့လွန်နေပြီးတော့အတိတ်ကာလအဲ့ဒီအတိတ်ကာလကနေပြီးတော့ခန္ဓာတွေရတော့လည်းပဲအဲ့ဒီခန္ဓာနဲ့တူအာယတနာဓာတ်တွေမပါလာဘူးလားပါလာတယ်နော်ခန္ဓာရရင်အာယတနာဓာတ်ပါလာတော့တာပဲဒါဖြင့်ပိဿုပံမှာအကြောင်းကျိုးနေရပြန်အတိတ်အကြောင်းကြောင့်နေပြီးတော့ပိဿုပံခန္ဓာရလာပြန်တော့အဲ့ဒီပိဿုပံခန္ဓာဖြစ်မှလည်းပဲအာယတနာဓာတ်သစ္စာခန္ဓာတွေမပါဘူးလားခန္ဓာနိစ္စပฏิပါဒုအာယတနာဓာတုအာယတနာခန္ဓာလည်းပါတယ်အာယတနာလည်းပါတယ်ဓာတ်လည်းပါတယ်ဘယ်ကာလမှာလဲဆိုရင်ပိဿုပံယခုဖြစ်စေပိဿုပံကာလနော်ဒါဖြင့်အဲ့ဒီယခုဖြစ်စေပိဿုပံကာလဟာရှင်းလိုက်တဲ့အခါပိဿုပံကာလထဲမှာအကြောင်းအကျိုးကာလရဲ့အကျိုးတရားဖြစ်တဲ့ခန္ဓာရဲ့အကြောင်းတရားဖြစ်တဲ့အကြောင်းတရားရဲ့ဆိုပြီးတော့အကျိုးတရားရဲ့အကြောင်းတရားဆိုပြီးတော့ပိဿုပံကာလမှာ2မျိုးမရှိဘူးလားရှိပါတယ်2မျိုးရှိတယ်ဒါဖြင့်ပိဿုပံကာလမှာနေပြီးတော့နှစ်အကွက်မှာရနေတဲ့ပိဿုပံကာလမှာတရားကတော့ခန္ဓာအာယတနာဓာတ်တော့ခေါ်တဲ့အကျိုးတရားတွေဘာတရားတွေတော့အကျိုးတရားတွေဟောဥစဉ်တို့3အကွက်မှာရှိနေတဲ့တဏှာဥပါဒံဆိုတဲ့တရားတွေကအကျိုးတရားလားအကြောင်းတရားလားအကြောင်းတရားပါအကြောင်းတရားကိုပြန်ပြီးတော့ပြုလို့ကြိုးစားအားထုတ်ရင်နောက်အနာဂတ်မှာတရားရမှာလားခန္ဓာရမှာလားခန္ဓာရမှာဇာတိဇရာမရဏဆိုတဲ့ခန္ဓာရမယ်
အဲ့ဒီခန္ဓာရလာရင်ဘာလို့ပါလာမလဲခန္ဓာအာယတနာဓာတ်သစ္စာဘယ်ကာလမှာတော့ဆိုရင်နောင်ဖြစ်လက်တန်တော့အနာဂတ်ကာလမှာဟုတ်ကလားဘာကာလမှာတော့နောင်ဖြစ်လက်တန်တော့အနာဂတ်ကာလကာလဘယ်နှမျိုးဖြစ်တော့လဲဆိုရင်၃မျိုးကာလ၃ပြဆိုတာလွန်နေပြီးတော့အတက်ကာလယခုဖြစ်စေပစ္စုပန်ကာလနောင်ဖြစ်လက်တန်တော့အနာဂတ်ကာလဒါဖြင့်လွန်နေပြီးတော့အတက်ကာလသည်တခြားသစ္စာလားသမုဒိယသစ္စာလားသမုဒိယသစ္စာပါဒါဖြင့်ဦးဇင်းတို့လွန်နေပြီးတော့အတက်ကာလကဘာသစ္စာကြိုးစားခဲ့တယ်လဲဆိုရင်သမုဒိယသစ္စာဘာသစ္စာကြိုးစားခဲ့တယ်သမုဒိယသစ္စာအကျိုးတရားလားအကြောင်းတရားလားအကြောင်းတရားလို့ခေါ်တဲ့အမည်ရတဲ့အင်္ဂါအပြင်ကြည့်မယ်ဆိုရင်ဘယ်နှပါလဲအဝိဇ္ဇာနဲ့သင်္ခါရ။အဲ့ဒါဘာတော့ဝိဇ္ဇာနဲ့သင်္ခါရ။အဲ့ဒီအဝိဇ္ဇာသင်္ခါရမှာဘယ်သူအုပ်ချုပ်တယ်လို့မေးရင်အဝိဇ္ဇာဒါဖြင့်အဝိဇ္ဇာသည်ဟူသောသမုဒိယသစ္စာအကြောင်းတရားကိုကြိုးစားခဲ့တဲ့အတွက်ကြောင့်ဟုတ်လား။အနဘိစ္ဆဝကာလမှာတခြားရလာတာလားခန္ဓာရလာတာခန္ဓာရလာတာ။အနတ္တသစ္စာအလုံးပါတော့ခန္ဓာအနတ္တပါလာပြီနော်။အဲ့ဒီအကြောင်းသမုဒိယသစ္စာအဝိဇ္ဇာအဝိဇ္ဇာတိဟူသောသစ္စာမသိမှုသမုဒိယသစ္စာကြိုးစားခဲ့တဲ့အတွက်ကြောင့်ယခုပိဿုပန်ကာလခန္ဓာရတယ်ခန္ဓာရပြန်တော့လည်းရလာတဲ့ခန္ဓာကိုဦးဇင်းတို့တရားဓမ္မတွေဒုက္ခကိုဒုက္ခသစ္စာလို့မသိရင်တခြားသစ္စာကြိုးစားမှာလားသမုဒိယသစ္စာကြိုးစားမှာဘယ်ကာလမှာကြိုးစားဒါဖြင့်အဲ့ဒီသမုဒိယသစ္စာဆိုတာကြိုးစားကောင်းကြိုးစားရမယ်သစ္စာလားပေးရမယ်သစ္စာလားပေးရမယ်သစ္စာပေးလို့ပြောရတယ်နော်ဘုရားကပြောဘာကြောင့်ပေးခါလဲဆိုရင်ဒုက္ခသမုဒိယနိဒာနဒုက္ခဖြစ်ကြောင်းသစ္စာမို့လို့ဘာဖြစ်ကြောင်းမို့လို့ဒုက္ခဖြစ်ကြောင်းသစ္စာအဲ့ဒီသစ္စာကိုပွားယူရမှာမဟုတ်ဘူးတဲ့ပေးရမှာတဲ့ဘာဖြစ်ရမှာလဲပေးရမှာအဲ့ဒါမပေးဘူးဆိုရင်တော့နောင်တခြားရမှာလားခန္ဓာရမှာလားခန္ဓာရမှာဒါဖြင့်အတ္တကာလကနေပြီးတော့ခန္ဓာနဲ့နေခန္ဓာနဲ့သိခဲ့ရတဲ့ပိဿုပန်ခန္ဓာအကြောင်းကျိုးနေရာပြင်ပြန်ဆက်လာပိဿုပန်မှာခန္ဓာရကြောင်းသမုဒိယသစ္စာတွေကိုပြန်ကြိုးစားနောက်အနာဂတ်အနေပြီးတော့ခန္ဓာပြန်ရရင်ဦးဇင်းတို့ပရိစ္ဆသမုပ္ပါတိဆက်နေတာလားလေနေတာလားလေနေတာပါဗျာဒါအသွင်နဲ့ကာလ၃ဖြာနဲ့နေတာပေါ့ဟုတ်တယ်လားဘာနဲ့လေလဲကာလ၃ဖြာနဲ့ဟုတ်ပြီအဲ့ဒါကြောင့်ခန္ဓာနဲ့ဆိုဘုဒ္ဓဘာလို့ဝတိဘာလို့ဓာတုအာရဏအဘောစိညာဝတ္တမနတန္တရောတိဘောစတိလို့ဘုရားဟောတဲ့အတွက်ကြောင့်ခန္ဓာတွေအတ္တကလည်းခန္ဓာအာရဏယပိဿဘောမှာခန္ဓာအာရဏယအနာဂတ်မှာလည်းခန္ဓာအာရဏယအဲ့လိုမပြတ်လေနေတာဟောဘာလို့ခေါ်လဲပိဿတန္တရာလို့ခေါ်တယ်ဟုတ်တယ်နော်မပြတ်လေနေတာဘာလဲတန္တရာအဲ့တော့အတ္တကခန္ဓာယအတ္တမှာမသိခဲ့ရဘူးလားသိခဲ့ရတယ်ပိဿဘောမှာခန္ဓာယပိဿဘောမှာဘာဖြစ်အောင်လဲသိရအောင်နောက်အနာဂတ်ခန္ဓာယအနာဂတ်မှာဘာဖြစ်အောင်လဲသိရအောင်ဒါဖြင့်အသေးလေးထပ်နေတာတန္တရာပေါ့ဟုတ်တယ်လားအသေးထပ်တာပါလေတန္တရာပါဗျာဒါဖြင့်အဲ့ဒီတန္တရာလေးပဲဒီပရိစ္ဆသမုပ္ပါအင်္ဂါနဲ့ကြည့်လိုက်တဲ့အခါမှာဒီဥစဉ်တို့အဝိဇ္ဇာသင်္ခါရဟုတ်ကဲ့နော်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပပစ္စယကာယနာပစ္စယခန္ဓာပစ္စယဝေဒနာပစ္စယသနာပစ္စယဥပါဒနာပစ္စယကာမဘဝပစ္စယဇာတိပစ္စယဇရာမရဏတိတောအင်္ဂါအပြင်12ပါးနဲ့မလဲဘူးလားဒါဖြင့်အဲ့မှာဒီအဝိဇ္ဇာဟာအကြောင်းတရားသင်္ခါရဟာကျိုးတရားသင်္ခါရဟာအကြောင်းတရားဝိညာဉ်ဟာအကျိုးတရားဝိညာဉ်ဟာအကြောင်းတရားနာယောဟာပါလေအကျိုးတရားနာယောဟာအကြောင်းတရားတာလယနာဟာအကျိုးတရားတာလယနာဟာအကျိုးတရားဖာတာဟာအကြောင်းတရားဝေဒနာတိအကျိုးတရားဝေဒနာဟာအကြောင်းတရားတဏှာတိအကျိုးတရားတဏှာတိအကြောင်းတရားဝေဒနာတိအကျိုးတရားဥပါဒာတိအကြောင်းတရားကာမဘဝတိအကျိုးတရားကာမဘဝတိအကြောင်းတရားဇာတိတိအကျိုးတရားဇာတိတိအကြောင်းတရားဇရာမရဏတိအကြောင်းအကျိုးအပြင်ပရိစ္ဆသမုပ္ပါတိဥစဉ်တို့အနှုံးလုံးအပြင်လေခဲ့တယ်ဟုတ်တယ်နော်ဘာနဲ့လေလဲအကြောင်းအကျိုးဒီလိုမလဲဘူးလားလေလာတဲ့အခါမှာဥစဉ်တို့ဒီမှာကြည့်အတ္တကခန္ဓာရသေးပိဿုပခန္ဓာရပြန်ပြီးပိဿုပခန္ဓာရအကြောင်းတရားတွေပြုအနာဂတ်ခန္ဓာပြန်မရဘူးလားအနာဂတ်ခန္ဓာရတဲ့မှာလည်းပဲဥစဉ်တို့ပရိစ္ဆသမုပ္ပါတန္တရာမှာကြည့်လာတဲ့အခါဥစဉ်တို့အကြောင်းအကျိုးနဲ့ပြည်တဲ့နောက်ဆုံးပရိစ္ဆသမုပ္ပါပဲမှာဆုံးဇရာမရဏမှာမဆုံးဘူးလားဇရာမရဏမှာအဆုံးသကြတယ်ပေါ့ဟုတ်တယ်လားလူမှလည်းပဲပုဂ္ဂိုလ်တ attva တွေမှလည်းကြည့်လိုက်ဥစဉ်တို့ဇာတိလို့ခေါ်တဲ့ပရိသတ်တွေနေလာခဲ့တယ်
ပရိသတ်နဲ့နေပြီးတော့ဦးဇင်းတို့တရားဓမ္မအပေါင်းသူတော်ကောင်းတွေအဲ့ဒီပရိသတ်နဲ့အတူဇရာလို့ခေါ်တဲ့ရင်ယုံမှုတွေမပါလာဘူးလားတဖြည်းဖြည်းနဲ့ရင်းလာတယ်တဖြည်းဖြည်းနဲ့ကြီးပြင်းလာကြတယ်အဲ့ဒါတခြားတရားလားဇရာလားအဲ့ဒီဇရာမှာလည်းပဲဇရာတရားတွေထောင်းထူးပြီးတော့ဦးဇင်းတို့ဝါရှိပြီးတော့နေရင်နဲ့အဲ့ကြတဲ့မှာမကြမ်းမမှုလို့ခေါ်တဲ့ဗျာတိတရားတွေတော့မပါလာဘူးလားဗျာတိတွေပါလာတယ်နော်ဇာတိပြီးတော့ဇရာပြီးတော့ဗျာတိပြီးတော့နောက်ပါတယ်လေမရဏဘာတရားပါလဲမရဏတေခြင်းတရားဘယ်ဘဝတစ်ခုရဲ့အဆုံးသတ်ဖို့အတွက်ဘဝတစ်ခုအဆုံးသတ်ဆိုတော့ဟိုလိုတတ်တော့တာမဟုတ်ဘူးအခုရလာတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်ဖို့အတွက်ဘယ်မှာအဆုံးသတ်တယ်ဆိုမရဏတော့ဟုတ်တယ်တေခြင်းတရားမှာအဆုံးသတ်တယ်ဘယ်တရားမှာအဆုံးသတ်တယ်ဒါပြင်ဘဝတည်ရလာတဲ့ဘဝတည်ဥစဉ်တို့တရားဓမ္မတွေဇာတိကြီးဟူသောဇာတိကစာပြီးတော့ဟုတ်လားဇာတိနဲ့စာလာတယ်ပြီးတော့ဇရာနဲ့နေခဲ့ရတယ်ပြီးတော့မရဏတေခြင်းတရားနဲ့နေခဲ့ရတယ်ဟုတ်တယ်နော်ဒါဖြင့်ဦးဇင်းတို့အခုရလာတဲ့ဘဝဟာအခုနေလာခဲ့တာအခုရှင်ခုနေခုခါအထိခုကာလရှင်ဟာကိုယ်ဆိုင်ရာအသက်ရှာအသက်အပိုင်းခြားတဲ့ခုနေလာခဲ့ရတယ်ဟုတ်တယ်နော်နောက်ပါကြံလေးဇာတိဆိုတာရလာခဲ့ပြီဇရာဆိုတာဇရာနဲ့နေခဲ့ရတယ်နောက်ပါကြံလေးလည်းဆိုမရဏရှိသေးတယ်ဟုတ်တယ်နော်ဒါဖြင့်မရဏရှိသေးတဲ့အခါမှာလည်းပဲအဲ့ဒီမရဏဆိုတာဟာတဲ့ဦးဇင်းတို့တရားဓမ္မပေါင်းတို့အကောင်းတွေသေတာပေါ့လေမရဏဆိုတာဘာပါလဲသေတာအဲ့တို့သေခြင်းတရားတွေကိုလည်းပဲလောကမှာခြေလိုက်တဲ့အခါသေခြင်းဟာ၄မျိုးရှိတယ်ပဋိလုံးမအနေနဲ့ပြန်ကြည့်မယ်သေခြင်းဘယ်နှမျိုးရှိတယ်၄မျိုးပါပဋိလုံးမအနေနဲ့ပြန်ကြည့်မယ်နော်ဒီမှာမရဏဆိုတာတခြားလားသေတာလားသေတာသေခြင်းဒီဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးအာယုခေနာအသက်ကုန်ပြီးတော့သိတယ်အာယုခေနာဆိုတာအာရဲ့ယူရဲ့ကာကြီးနဲ့ခါခွေဆက်အာယုခေနာခရအာယုခေယပေါ့လေအာယုခေယလေးအာယုခေယအသက်ကုန်ပြီးတော့အာရဲ့ယူရဲ့ကာကြီးနဲ့ခါခွေဆက်မယ်ပြီးတော့ရပလေအာယုခေယလို့ခေါ်တယ်အာယုခေယအသက်အရှုဟာအသက်ကုန်ပြီးတော့သေးတာအသက်ကုန်ပြီးတော့သေးတယ်ပြီးတော့ကာမခယကဘာနှလုံးပြီးတော့ကာကြီးနဲ့ခါခွေဆက်မယ်ရပလေကာမခယကံကုန်ပြီးတော့သေးတယ်ကံကုန်ပြီးတော့သေးတယ်ပြီးတော့ဥပယေခယဥအခယဥပါဘောရဲ့ရပလေရဲ့ကာကြီးနဲ့ခါခွေဆက်မယ်ရပလေဥပယေခယအသက်ရောကံရောနှစ်ပါးလုံးကုန်ပြီးတော့သေးတာအသက်ကံဒီလိုမှတ်တာအသက်ကံနှစ်ပါးကုန်ပြီးတော့တေခြင်းပြီးတော့ဥပ္ပစိတကခေါ်အခရာဥပါစဘဝထောစာလုံးနဲ့စာလင်းစပြီးတော့ကာကြီးပြီးတော့ဓာတွေရဲ့ကာကြီးဥပ္ပစိတကကာဖြတ်ပြီးတော့သေးတာကာဖြတ်ပြီးတော့သေးဘယ်နှမျိုးဖြစ်တော့၄မျိုးပါပဲ။ဘာနဲ့သေခြင်း၄မျိုးလို့ခေါ်တယ်အဲ့ဒါဘာနှမျိုးသေခြင်းလေအချို့ကအသက်ကုန်ပြီးတော့သေတယ်တချို့ကကံကုန်ပြီးတော့သေတယ်တချို့ကအသက်ကံနှစ်ပါးကြောင့်သေတယ်တချို့ကဥပ္ပစိတကကျလို့အာယုခရတဲ့အသက်ကုန်ပြီးတော့တက်တန့်ကုန်တယ်ဆိုတော့ဦးဇင်းတို့လူဘုံလူဘဝမှာရေဘူးရအဖြစ်တက်တန့်ဟာဘယ်လောက်ထိသတ်မှတ်ထားကြပါလဲဆိုရင်85နှစ်ဘယ်နှစ်သတ်မှတ်တယ်85နှစ်ဆိုတာဦးဇင်းတို့သာသနာတော်သက်ခရစ်နဲ့တွေ့လိုက်တဲ့အခါဘုရားဒီဘယ်ခုနှစ်တည်းမှာပွင့်တယ်လဲဆိုရင်သက်တရားတည်းမှာပွင့်နေတယ်ဘုရားသက်ဘယ်လောက်တည်းမှာပွင့်လဲသက်တရားတည်းမှာပွင့်တဲ့အခါအသက်တရားမှာလူတွေဟာအများအပြားတွေ့ချက်နေပေါ့လေဒါဒီဘုရားအဖြစ်တွေ့ချက်နေအသက်တရားမှာတစ်နှစ်စီရောတယ်နှစ်ပေါင်းတရားမှာပါလေတစ်နှစ်စီရောအဲ့တော့ဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာဟာအခုဆိုရင်သာသနာ2560သာသနာခုနှစ်က2500ဘုရားပွဲတဲ့နှစ်ရစပြီးတော့အခုထိသာသနာ2560ရှိသွားပြီ2560 1000မှာ
ရာစုနှစ်ပေါင်းဆိုရင်10ခုမရှိဘူးလား10ခုအဲ့တော့2000ဆိုလို့ရှိရင်20 2000ဆိုရင်ရာ10ဟိုတစ်နှစ်20ဖြစ်တော့တာနော်အဲ့တော့ဒီဘက်မှာ2600ဆိုတဲ့အတွက်ကြောင့်2560ဆိုတဲ့2560ဆိုတဲ့25နှစ်အဲ့တော့အလုံး25ဖြစ်တော့ဟုတ်တယ်နော်2500ဆိုရင်တစ်နှစ်ကို100နှစ်100မှာတစ်နှစ်ရောဆိုရင်2500ဆိုလို့ရှိရင်25နှစ်ဖြစ်တော့တာပေါ့ဟုတ်တယ်နော်60ကျန်ပြီ2560ဆိုတော့2560ဆိုတော့အဲ့60ကျန်နေတာပေါ့လေ60တော့ထားလိုက်ပါတော့အဲ့ဒါအဆုံးတော့ထားလိုက်တော့ဟိုဘက်မှာရာခဏဖြစ်တယ်အဲ့တော့ဘာဖြစ်လာဆို85ဖြစ်သွားတယ်ပေါ့100မှာ85 25နှုတ်လိုက်85ဖြစ်သွားတာအဲ့တော့85ဟာလူဒီတန်းဆိုပြီးတော့ရေဘူးရပြီးပြောကြတယ်အဲ့ဒီရေဘူးရပြီးပြောတယ်အဲ့ဒီ85ပြည့်ပြီဆိုရင်ဒါတည်တော့ပြီဆိုရင်တရားဘယ်သူပုံလဲဆိုရင်အသက်ကုန်ပါပုံလာလဲအသက်ကုန်ပြီးတော့တချို့ကြတော့လေကံအားလျော်ဆိုတာပဲအသက်ကံကောင်းဒီလာတဲ့သမာဓိပညာတွေအားကောင်းတဲ့အလုပ်ကြောင့်နေပြီးအသက်ရှိတဲ့ပုံပေါ်တွေရှိကြတာမနော်အဲ့တော့အများကြီးဝိရဖြစ်ပြရတယ်ကံမဲ့ခရတယ်ကံငုံပြီးတော့တင်လာတယ်လူဘဝတက်တန်းက85နှစ်နေရတယ်ဒါပေမဲ့လူဘဝတက်တန်းအလျော်တို့တော့မနေခဲ့ရဘူးငယ်ရွယ်နဲ့ဘာဖြစ်သွားကြလဲတိမ်သွားကြတယ်ဆိုရင်လူဒီကံကုန်ပါပဲတချို့ကြလို့ရှိရင်အသက်ရောအပြည့်နေခဲ့ရတယ်ကံရောအပြည့်နေခဲ့ရတယ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်တွေကြရင်ဘာဖြစ်လဲအသက်ရောကံရောမပါလို့ပုံပြီးသိကြတယ်တချို့ကြဥပ္ပစေကကပ်ဖြတ်ပြီးတော့ပါဖြစ်တယ်သိကြတယ်ယထာတိုက်လို့သေးတယ်ကားတိုက်လို့သေးတယ်သေဘင်ဘဝကြလို့သေးတယ်ရေငုပ်ပြီးရေမျိုးပြီးတော့သေးတယ်ဥပ္ပစေကအစီအစဉ်ဖြစ်ပြီးတော့သေးတယ်အဲ့တော့သိခြင်းဘယ်နှမျိုးလဲဆိုရင်၄မျိုးအဲ့ဒီ၄မျိုးနဲ့ဟောသိကြရတယ်ဟုတ်တယ်နော်အဲ့ဒီ၄မျိုးနဲ့သိခြင်းဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးအဲ့တော့ဥစဉ်တို့တရားတော်မှတွေကအဲ့ဒီကြည့်အဲ့ဒီသိခြင်း၄မျိုးထဲမှာကြည့်သိတဲ့အခါမှာကြည့်ဥစဉ်တို့အသေးဒီကောင်းသောသိခြင်းနဲ့မကောင်းသောသိခြင်းဆိုနှမျိုးပဲခွဲခြားလိုက်ရမယ်ဘယ်နှမျိုးခွဲခြားမလဲအဲ့ဒီသိခြင်း၄မျိုးတွေကဘယ်လိုနည်းနဲ့ပဲသိကြမှာပဲအသက်ကုန်ပြီးတော့သိမှာပဲအသက်ကနှစ်ပါးကုန်ပြီးတော့လည်းသိမှာပဲအသက်ကကာကုန်ပြီးတော့လည်းသိမှာပဲဥပ္ပစတကကံနဲ့ပဲသိမှာပဲဘယ်လိုပဲသိပေမဲ့လည်းပဲကောင်းသောသိခြင်းနဲ့မကောင်းသောသိခြင်းဘယ်နှမျိုးလဲကောင်းသောသိခြင်းနဲ့မကောင်းသောသိခြင်းဆိုတော့ဒါနတို့ပြုသီလတွေဆောက်တယ်သမထဘာဝနာတွေပွားစိတ်ထားလေးတွေကောင်းပြီးတော့သိရင်တော့ကောင်းသောသိခြင်းပေါ့ဟုတ်တယ်နော်သိတဲ့အခါမှာလေသိတဲ့အခါမှာလို့တရားဘာဝနာတွေနှလုံးသွင်းပြီးတော့သိမယ်ဆိုရင်ဗာလဲကောင်းသောသိခြင်းသိတဲ့အခါမှာလူမိသားစုသမီးဆွေဟုတ်လားဒီမှာကိုကြောက်ပြီးတော့သားမစောနိုင်သမီးမစောနိုင်ပြည်စီဥစ္စာမစောနိုင်ကိုယ်အိမ်မစောနိုင်မစောနိုင်ပြီးတော့လောဘတဏှာတွေနဲ့နေပြီးတော့သိကြမှာဆိုရင်မကောင်းသောသိခြင်းဘယ်လိုမျိုးရှိတယ်မျိုးရှိတယ်ဒါဖြင့်ဘလို့ပဲသိခြင်း၄မျိုးထိမှာသိခြင်း၄မျိုးရှိတဲ့အထိမှာခွဲလိုက်ရင်သိခြင်းဘယ်လိုမျိုးရမလဲကောင်းသောသိခြင်းနဲ့မကောင်းသောတနည်းပြောရမယ်ဆိုရင်တရားလက်လှော့သိခြင်းမကောင်းသောသိခြင်းပဲတရားနဲ့သိရင်ကောင်းသောသိခြင်းဟုတ်တယ်နော်ဒါဖြင့်တရားနဲ့တရားသေတာချင်းမှာတူကြတယ်လားပြန်ကြည့်မတူဘူးတချို့ကြတာဇေတမင်းဆွေပြည့်စည်ဆွေဩဇာဆွေပြီးတဲ့သိမယ်တချို့ကြတရားဘာဝနာရှုမှပေါင်းများပြီးတော့သိကြမယ်မျိုးသိကြမှာပဲသိခြင်းတူသလားဆိုရင်မတူဘူးသေတာကိုကလည်းကြည့်အသက်ကုန်ပြီးတော့တချို့ကသိတယ်တချို့ကအသက်မကုန်သေးဘူးကံကုန်ပြီးတော့သိသွားတယ်တချို့ကြဘဝမှာနေပြီးတော့အသက်ရောကံရောပြည့်ပြည့်စုံစုံနေပြီးမှပါဖြစ်တယ်သိကြတယ်တချို့ကြကပ်ဖြတ်ပြီးတော့သိသွားတယ်ဥပ္ပစေကကံကြောင့်ပြီးတော့တာမရှိဘူးတူလားဆိုရင်မတူဘူးဒါဖြင့်ရလာတဲ့ဘဝမှာဦးဇင်းတို့လူဘုံမှာလူဖြစ်ရရတယ်လူပဲနတ်ဘုံမှာနတ်ဖြစ်ရနတ်ပဲဟုတ်လားအပလေးဘုံမှာဒရက်ဆန်အပလေးဘုံမှာဒရက်ဆန်ကောဖြစ်ဒရက်ဆန်ဖြစ်လာခြင်းတူပဲမဲ့တေခြင်းတရားကတော့တူတဲ့ပါလေနဲ့ခုတူလားဆိုရင်လူချင်းတူပဲမဲ့အသေးတူတဲ့ပါလေနဲ့တူသလားဆိုရင်မတူဘူးတေခြင်းတရားတွေကိုယ်မနေတာလားကိုယ်နေတာလားတေခြင်းတရားတွေဘာဖြစ်လဲနော်ကိုယ်နေတာ
အဲ့တော့နေတဲ့အခါမှာလည်းကြည့်နေတော့ဥစဉ်လို့ဇာနဲ့ဘာနဲ့လာတယ်ဆိုရင်ဇာတိဆိုတော့ပဋိသန္ဓေဝိညာဉ်နဲ့မလာဘူးလားနေတယ်နေတော့တခြားနဲ့နေတာလားဇရာနဲ့နေတာလားနေတော့ကတခြားနဲ့နေပါလားမရဏနဲ့နေပါလားဇာတိရဲ့အဘောတစ်ခုမှာဇာတိရဲ့အစဇရာရဲ့အလေမရဏရဲ့အဆုံးဆိုပြီးတော့ဒီလိုနေလာခဲ့ကြတယ်နေလာခဲ့တဲ့အထက်မှာနေပြီးတော့သေကြတော့ဒုသလားဆိုတော့မတူဟုတ်တယ်နော်ဒါပြင်အဲ့လိုအသေးမတူတာဟာဘာအတွက်ကြောင့်လုံးနဲ့တူအသေးမတူကြတယ်ဆိုရင်ဥစဉ်တို့တခါတော့မှပေါင်းတော်နေဒါစဉ်းစားဖို့အတွက်ဒီကနေ့ဥစဉ်တို့ဒါဒီနေ့အရှင်းရာအကြောင်းတွေကိုပြောမယ်ဒါလေးကိုပြောစီရှင်တော့အဲ့တော့တေရာချင်းဘာကြောင့်မတူတယ်လဲလို့ဆိုရင်ပရိစ္ဆေသမုပ္ပါဒ်နဲ့ပြန်ကြည့်လိုက်ရင်ဒီအတိမတူတာဥစဉ်တို့ရလာတဲ့ဘဝမတူလို့ဟုတ်တယ်နော်ပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်မယ်ဆိုရင်ဒီမှာမရဏဆရာမရဏဟာတေရာမဟုတ်ဘူးလားဟုတ်တယ်နော်မရဏပါပါလေတေရာဒီမရဏဘယ်သူကြောင့်ဖြစ်တယ်လဲဆိုရင်ဇာတိပြည့်စရာဆရာမရဏဒါဖြင့်ဒီမရဏဘယ်သူကြောင့်ဖြစ်တယ်လဲဆိုရင်ဇာတိဆိုတာတခြားလားခန္ဓာ၅ပါးရလာတာလားခန္ဓာ၅ပါးဘဝတစ်ခုဖြစ်လာတာလူဘဝနတ်ဘဝဖြစ်လာတာပဲဇာတိပဋိသန္ဓေဖြစ်လာတာဒါဖြင့်ရလာတဲ့ဘဝဇာတိဒီကြည့်လိုက်တဲ့အခါဥစဉ်တို့တရားတော်မှာပေါ်ပြီးတော့တရားနဲ့တရားဘဝချင်းတူသလားဆိုရင်မတူဘူးဘဝချင်းတူလားမတူဘူးတချို့ကအမျိုးသားဘဝတချို့ကယောက်ျားဘဝတချို့ကဒိဋ္ဌာန်ဘဝရတယ်လူဘဝလူအချင်းချင်းရလာတယ်လူဘုံမှာနေပြီးတော့ရလာပြန်တော့ဘဝတရားနဲ့တရားအသက်ရှင်နေထိုင်မှုတွေကတူသလားဆိုရင်မတူဘူးတမိတ်ကြီးတပါးကြီးမွေးတဲ့ဆိုတဲ့သာသမီတွေတောင်မှအရှင်းရှင်းတူလားဆိုရင်တယောက်ကပြုတ်ပြီးရောက်လာတယ်တယောက်ကမလာဘူးတယောက်ကသားဖြူတယ်တယောက်ကအသားမဲတယ်တယောက်ကပညာတော်တယ်တယောက်ကပညာမတော်ဘူးဒါဖြင့်ပညာတော်ရင်ပညာတော်တဲ့ဘဝပညာမတော်ရင်မတော်တဲ့ဘဝလှရင်လှတဲ့ဘဝမလှရင်မလှတဲ့ဘဝညာကောင်းရင်ကောင်းတဲ့ဘဝအသားဖြူတဲ့ဘဝမလားဟုတ်တယ်နော်ဘဝရှင်တယောက်နဲ့တယောက်လောကမှာလူတွေကိုကြည့်လိုက်တဲ့အခါဘဝရှင်တူလားဆိုရင်သူ့ဘဝနဲ့တူတယ်ကိုယ်ဘဝနဲ့ကိုယ်ပဲမရှင်းတာနေတာလားရှင်းတာနေတာလားရှင်းတယ်ဒါဖြင့်အဲ့လိုဘဝတွေကိုအရှင်းရှင်းရှင်းတာနေတဲ့အတွက်ကြောင့်ဥစဉ်တို့ဘဝလူတယ်လို့ပြောလို့ရတယ်လူပုံမှန်နေတာတော့မှလူရှင်ဘဝတူလားမတူတဲ့အတွက်ကြောင့်ပါကိုယ်သွားတယ်အသေးကိုယ်သွားတယ်ဟုတ်တယ်နော်အသေးမတူတာပြီးဘာမတွေ့ကြောင့်ဘဝမတူတဲ့အတွက်ကြောင့်သဘောပေါက်နော်အသေးမတူတာဘာတွေ့ဘဝမတူတဲ့အတွက်ကြောင့်ဘဝမတူတဲ့အတွက်ကြောင့်အသေးမတူတာဒါဖြင့်ဇာတိလို့ခေါ်တဲ့ဘဝနေထိုင်ရလာတာဒီမတူဘူးတဲ့အဲ့ဒီမတူတဲ့အတွက်ကြောင့်တေးတာမတူတာဘာကြောင့်လဲဆိုရင်ဘဝမတူလို့ဒါဖြင့်ဘဝပြီးဘာကြောင့်ရတယ်လဲဘဝဘာကြောင့်မတူတယ်လဲလူဘုံလူလောကမှာလူလို့ဖြစ်လာပြီးဘဝဘာကြောင့်မတူကြတယ်လို့တမိတဖားတဲ့နေပြီးတော့မွေးလာရတော့တယ်ဘာကြောင့်ဘဝမတူကြတာမတူကြတယ်လို့မေးရင်ဘဝဒီဘာကြောင့်ဖြစ်ရလဲအမဘဝပြည့်စရာနောက်ပြန်ရေတွက်တာနော်ဒါပရိစ္ဆေသမုပ္ပါဒ်ပရိလုံနဲ့တွန်းနေတာဦးဇင်းတို့ပထမအဝိဇ္ဇာပြည့်စရာသင်္ခါရဆိုတာအနုလုံးဒီဘက်ကဇာရာမရဏဘာကြောင့်ဖြစ်ဆိုဇာတိကြောင့်ဖြစ်တယ်ဇာတိဘယ်သူကြောင့်ဖြစ်ဆိုရင်ဇာမကမ္မဘဝကြောင့်ဖြစ်တယ်ဒါဖြင့်ဒီဘဝမတူတာဒီဘာကြောင့်လဲဆိုရင်ကာမဘဝကြောင့်ဘာကြောင့်ပါလဲဒါဖြင့်ကာမဘဝဒီတေကိုကောက်ရင်တခြားရတာလားသင်္ခါရရသင်္ခါရတေကိုကောက်ရင်သူကစေတနာကိုဟာပါလေစေတနာမှာဒီကမ္မဘဝမှာလည်းကြည့်အဲ့ဒီစေတနာဒီကာယကံဒီမှာပြောခဲ့တဲ့တခါကြဒီကမ္မဘဝကိုကာယကံဝစီကံမနောကံမကောက်အောင်လားဗာလဲကာယကံဝစီကံမနောကံကံဘယ်လိုမျိုးရလဲသုံးမျိုးနေထည့်ရတာကာမဘဝဒါဖြင့်အဲ့ဒီဥစဉ်တို့ရလာတဲ့ဘဝဟာတရားနဲ့တရားမတူကြတာဒီဘာမတူလဲလို့မေးရင်ခုနကပြုလို့တဲ့ကံမတူလို့ပဲဘာမတူလို့ကံမတူလို့တရားနဲ့တရားကံမတူကြဘူးအတိတ်ကနေပြီးတော့အတိတ်ကံကြီးပဲပုံချလို့မရဘူးနော်အတိတ်ကဥစဉ်တို့တရားဓမ္မအပေါင်းတို့ဘောတွေကခန္ဓာရဖို့တော့အတိတ်ကနေပြီးအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဉ်အတိတ်ကံကြောင့်ရ
ယခုပိဿုပံဘဝမှာမျက်စိအကြည့်နားကြည့်နှာခေါင်းကြည့်ရှားကြည့်ကိုယ်ကြည့်စက်ဆိုတဲ့အင်္ဂါဥပရိတံပတ်တိနဲ့ပြည့်စုံနေပြီးတော့အတိတ်ကံကနေပြီးတော့အကျိုးပေးလိုက်ပြီဒါဖြင့်အတိတ်ကိုပုံချလို့မရဘူးဒါဖြင့်ဥစ္စာလို့ဒီဘက်မှာဘဝမတူတာဘာကြောင့်လဲဆိုရင်ပိဿုပံကံနဲ့လည်းဆိုင်တယ်ဘာကံနဲ့လည်းဆိုင်တယ်ပိဿုပံအတိတ်ကံထောက်ပံ့မှုရှိတယ်လို့ပိဿုပံကံလည်းထောက်ပံ့မှုရှိဘူးလားဒါဖြင့်အဲ့ဒီပိဿုပံကံလေးကြည့်လိုက်တဲ့အခါဥစ္စာလို့တူနဲ့တူကံတွေတူသလားလို့ကြည့်ရင်တချို့ကကာယကံကောင်းတယ်ဝစီကံအပြုတ်ဆိုကြံ့ချမ်းပဲဟုတ်တယ်နော်တချို့ကကာယကံလည်းမကောင်းဝစီကံအပြုတ်ဆိုလည်းကြမ်းမယ်မနုကစိတ်ထားလုံးညံ့တာတွေမရှိဘူးဖြစ်တယ်ကံတူသေးလားဆိုရင်မတူတော့ဘူးတချို့ကမနုကသူတစ်ပါးကိုဟောပစ္စည်းစေခြင်းနဲ့သူတစ်ပါးကိုနေပြီးတော့မျိုးကြံစည်နေတယ်ဆိုရောက်ဒါပေမဲ့တချို့ကာယကံလေးတွေကကောင်းနေပြန်ဝစီကံလေးတွေအမျိုးစုံလေးတွေကဟိုနှုံညံ့နေတာပဲနော်အဲတော့ဟိုအမျိုးစုံနှုံညံ့ပြီးတော့ကာယကံဆွတ်နေတဲ့လူတွေမရှိဘူးလားရှိတယ်အမျိုးစုံနှုံညံ့စိတ်ထားနှုံညံ့နေတယ်အမျိုးစုံကဘာဖြစ်လဲချောနေတာပဲချောနေတာပဲပြောတာယုံစရာပေါ့ရောအောင်လည်းပြောပြီးတော့ဦးဇင်းတို့ဘယ်လိုလုပ်မလဲဆိုရင်အမျိုးမျိုးပစ္စည်းဥစ္စာစီးပွားပစ္စည်းအောင်လုပ်တဲ့ဟုတ်လားဟိုအသက်ဆုံးရှုံးအောင်လုပ်တာတွေကမရှိဘူးလားဆုံးအဲ့ဒါလည်းဝစီကံကောင်းပြီးတော့မနောကံဆုံးတရားတူကြတာဆိုရင်မတူဘူးတူရလားအဲ့တော့ကံကိုပြုလုပ်တဲ့အထင်းမှာတော့မှဦးဇင်းတို့ပြုလုပ်တဲ့ကံတွေမှာတော့တချို့ကကုသိုလ်ကံကိုပြုလုပ်တဲ့အခါကြီးအာနာလို့ပြောရတာလည်းရှိတာပဲနော်ပြီးတော့အာနာတော့မကဲ့ရမကဲ့ကြောင့်လူရတန်းတန်းလေးတော့မရှိဘူးလားတချို့ကြောဝါပြီးတော့လူတာတော့မရှိဘူးလားငါလူတိုင်းနဲ့ငါလူနဲ့သူ့လူစာရင်သူတို့ရှုံးပဲရောရှုံးပါစေဆိုပြီးတော့ကြိုင်လူတာလည်းမရှိဘူးလားတချို့ကလူကြရှင်ကြကောင်းအောင်လို့ပြီးတော့ဒိဋ္ဌတွေဆောက်နေတာမရှိဘူးလားတချို့ကလူကြရှင်ကြကောင်းအောင်လို့ပြီးတော့ဝိပဿနာအားထုတ်တယ်အဲ့ဒါတွေလည်းရှိတာပဲဟာနေမေတွေ့တယ်ဘယ်တော့လဲဆိုရင်ဘုရားကျောင်းကတော့လေဝိပဿနာအားထုတ်တယ်ဟောဝိပဿနာရိပ်သာရောက်တော့မျိုးဦးဇင်းတို့တွေ့လို့တယ်မျိုးရှိဟုတ်တယ်နော်အဲ့တော့အဲ့ဒါတွေကမရှိဘူးလားဆိုရင်လူကြားကောင်းအာနာလို့လုပ်တယ်တခါသူတစ်ပါးတိုက်တွန်းလို့လုပ်ရတယ်လူရတယ်သူတစ်ပါးတိုက်တွန်းလို့ဒီလက်ဆောက်ရတယ်တချို့ဒီလက်ဆောက်မှုတွေရောဒီလက်ဆောက်တွေရောလည်းသူများကခေါ်လာလို့သာလည်းဘာဖြစ်လဲဒီလက်ဆောက်တွေရတယ်အဲ့လိုမျိုးတွေမရှိဘူးလားအဲ့တော့အဲ့လိုတစ်ခါကျသူများတိုက်တွန်းစရာမလိုဘဲနဲ့ကိုယ်တဘောကိုယ်ဆန္ဒနဲ့ကိုလှူတာလည်းရှိတယ်ဒီလက်ဆောက်တွေကလည်းမရှိဘူးကုသိုလ်ကပြုလုပ်တာရှင်းကိုမတူဘူးဒီလိုပဲအကုသိုလ်ကံကိုပြုလုပ်တဲ့အခါမှာလည်းပဲကြည်ပျော်လို့တချို့အကုသိုလ်ကံပြုလုပ်တယ်စိတ်ငြိမ်လို့လည်းအကုသိုလ်ကံပြုလုပ်တယ်ဝမ်းသာလို့လည်းအကုသိုလ်ကံပြုလုပ်တယ်သိလို့လည်းပြုလုပ်တယ်မသိလို့လည်းပြုလုပ်တယ်ကံမျိုးပြုလုပ်ကြတာချင်းတူလားဆိုရင်မတူဘူးတရားနဲ့တရားကံပြုတာတူလားမတူဘူးဒါဖြင့်ဥစဉ်တို့တခါတော့ကံကိုကဥစဉ်တို့ရလာတဲ့ဘောမှာကံပြုတာရှင်မတူတဲ့အတွက်ကြောင့်လည်းပြီးတော့ရလာတဲ့ဘောဟာမတူဘူးသဘောပေါက်တယ်နော်ဘာမတူတော့ပါလဲကံမတူတော့ဘဝမတူတဲ့အတွက်ကြောင့်ပါပြီအသိမတူဘူးဘဝမတူတော့ဘာမတူတာအသိမတူတာဘာကြောင့်လဲလို့မေးရင်ဘဝမတူတာဘာမတူတော့ကံမတူဒါဖြင့်ဒါကံတရားရဲ့စံကြည့်ပုံကိုဦးဇင်းတို့ဒီလိုလေ့လာလိုက်တယ်မသိရဘူးလားလောကမှာကြည့်ဦးဇင်းတို့လောကကြီးကြည့်ငါမှဒီလောကဓာတ်ခံစားရတယ်လို့ငါမှဒီယောဂကြီးကဖြစ်ရတယ်လို့ဟုတ်တယ်လားတမန်နော်ငါတယောက်တည်းပဲဖြစ်တာမဟုတ်ပါဘူးဟုတ်တယ်လားဘာကြောင့်လဲဆိုရင်ဦးဇင်းတို့ကိုယ်ဆရာကိုယ်ကံနဲ့ကိုပြုလုပ်တဲ့ကံကလည်းပြီးတော့မကောင်းခဲ့တဲ့အကြောင်းတရားကြောင့်ငါတို့ဒီလိုဖြစ်ရတယ်သူတို့ကကောင်းနေတယ်ကြာမာရေးစီဝေးလူမှုရေးအစားအစာရကောင်းတယ်သူတို့ကောင်းတာလေးတွေကောင်းတဲ့အကြောင်းတရားတွေပြုခဲ့လို့ကောင်းခဲ့တာကိုကမကောင်းတဲ့အကြောင်းတရားတွေပြုတဲ့အတွက်ကြောင့်ဘောကမကောင်းတာပဲဆိုရင်ဒါအကြောင်းအကျိုးကိုနားလေသဘောပေါက်ပြီးတော့စေရင်တော့မရဘူးဒီလုံးမမဟုတ်ရင်သူ့ကြည့်လိုက်လေသူ့ကြည့်လိုက်လေဘာဖြစ်လဲဝမ်းမြောက်သူ့ကြည့်လိုက်လေဝမ်းမြောက်စရာအထင်ကြီးစရာသူ
သူ့ကြည့်လိုက်တော့အထင်သေးစရာအထင်ကြီးစရာအထင်သေးစရာအထင်ကြီးစရာအထင်ကြီးအသေးစရာနဲ့ပဲဦးစင်းတော်ကဘာဖြစ်နေကြလဲအကုသိုလ်တွေဖြစ်နေကြတယ်ဟုတ်တယ်လားဒါဖြင့်ဒီအကုသိုလ်တွေဖြစ်နေမဲ့အစားအဲ့ဒါတွေမစ္စရိယတွေဖြစ်နေမဲ့အစားခုနကအကြောင်းကောင်းလို့ဟုတ်ကလားဘုလို့အကျိုးကောင်းတယ်ကိုအကြောင်းမကောင်းတဲ့အတွက်ကြောင့်အကျိုးမကောင်းတာဒီလိုဖြေလိုက်ရင်ဦးစင်းတော်ဒါအဖြစ်မဖြစ်ဘူးအကုသိုလ်မဖြစ်ဘူးဒါဖြေသိနေတယ်မျိုးပဲဖြေသိနေတယ်မျိုးပဲဟုတ်တယ်မလားအဲဒါကြောင့်အဲ့လိုဖြေသိဖို့အတွက်ကြည့်လိုက်တော့ကြည့်လိုက်ငါတို့ဘဝဒီဘဝရတယ်လေဘယ်သူမှငေါ့ကိုအမရဘူးဗျာဟုတ်လားဒီဘဝဥမာဆိုကြပါမြန်မာနိုင်ငံနေဟောနိုင်ငံခြားကလူတွေကြည့်ပြီးတော့အားရှင်အားကိုအဖြစ်ရှင်ဖြစ်နေတာအားရရှင်တော့အားကြရှင်အားကြနေမှာလူဘဝမှာနေနတ်ပြည်နတ်ဘဝအားကြရှင်အားကြနေမှာနတ်ပြည်နတ်ဘဝနေတဲ့လူကလည်းမြန်မာဘုံမြန်မာဘဝအားကြရှင်အားကြနေဒါဖြင့်အားကြတာဒါဖြင့်ကိုယ်ဘဝနဲ့ကိုပဲကိုပြုလို့တဲ့ကံကြောင့်ကိုဘဝကိုရနေကြတာဟုတ်တယ်အဲ့ဒါကြောင့်ဒီကကာမဘဝအကြောင်းတရားဒီကဇာတိကအကျိုးတွေအကြောင်းကကံကအကျိုးပြလိုက်တော့ဦးဇင်းတို့ဇာတိဆိုတဲ့ဘဝမရဘူးလားအဲ့ဒါကြောင့်ဘဝတွေအမျိုးမျိုးပွင့်နေတဲ့ဟာဘာအတွက်ကြောင့်လဲဆိုရင်အကြောင်းကံမတူလို့ဘာမတူလို့ကံမတူလို့ဒါဖြင့်ဟုတ်ပြီဒီကံဘဝမတူတာကံမတူလို့ဒါဖြင့်ကံဒီကြည့်လိုက်တယ်ဟုတ်တယ်နော်ကံဒီဘာကြောင့်ဖြစ်တယ်လဲကြည့်လိုက်ပါတယ်ပြန်လာပြီးတော့မှလည်းဥပါဒံကြောင့်ဟုတ်တယ်နော်ဒါဖြင့်ဒီကံမတူဒီကံပြုလို့တဲ့အချိန်မှာတူလားဆိုရင်တချို့ကကုသိုလ်ကံပြုလို့တချို့ကအကုသိုလ်ကံတချို့ကအမျိုးမျိုးလေမတူဘူးနော်မတူတဲ့ဒီကံဘာကြောင့်မတူလဲဆိုဥပါဒံကြောင့်ပဲဘာကြောင့်ပါလဲဥပါဒံကြည့်လိုက်တဲ့အခါကာမုပါဒံဒိဋ္ဌုပါဒံသီလဝိပါဒံအတ္တဝါဒုပါဒံဆိုပြီးဥပါဒံဘယ်လိုမျိုးရှိလဲကာမုပါဒံဆိုတာမျက်စိနားနှာခေါင်းရှာကိုလို့ခေါ်တဲ့အာယုကာမဂုဏ်မှာဆွေးလန်းတာပါလေဥပါဒံကာမုပါဒံနော်ပြီးတော့ဒိဋ္ဌုပါဒံကာမုပါဒံဒိဋ္ဌုပါဒံဒိဋ္ဌိအယူမှာခန္ဓာငါးပါးယုံနာတော့ဒိဋ္ဌိပြန်အယူမှာတာဒိဋ္ဌုပါဒံသီလဝိပါဒံဆိုတာဘာလဲလို့မေးရင်ငါသီလပဲတယ်အမှန်ဟုတ်လားငါကျင့်တာဒီအမှန်အတ္တဝါဒုပါဒဆိုတာကငါပြောတာလို့ငါလုပ်တာအမှန်ပဲဘာမှမပြောနဲ့ဆိုတဲ့သဘောတွေပေါ့ကိုအတ္တဆန်တဲ့သဘောတွေပေါ့နော်အဲ့ဟာဘာလဲဆိုရင်ဥပါဒံအဲ့ဥပါဒံဟာဘာနဲ့အနာတတန်တူတယ်လဲဆိုရင်ဥစဉ်တို့မှာကြည့်လိုက်တဲ့အခါအဆွေးအလံဥပါဒံဘာလဲဆိုရင်အဆွေးအလံဟုတ်တယ်နော်အဆွေးအလံဒါဖြစ်တချို့ကြာဥစဉ်တို့ဒီမှာကြည့်ဆွေးလန်းမှုရှင်ကိုကတချို့ဆွေးတာအဝတ်လေးတွေကိုပဲဆွေးတယ်ဝေးရရင်ကျင်ရတယ်စားတာမစားတာဒါထားဝေးနေရရင်တောက်ပြောင်းလေးဝေးရရင်မင်းသားမင်းသမီးရှုံဝေးကြတယ်လေတချို့ကအဝတ်စားကိုဆွေးလန်းပဲဝေးကြတယ်မဝေးရနေလို့မရဘူးအဲ့ဒါတချို့ကြာတော်ပြီဟိဩဒပါလုံးတော်ပြီစားတာကတော့ကောင်းဖို့စားမယ်ဟောအစားကိုဆွေးလန်းတာမဟုတ်ဘူးလားနော်အစားဆွေးလန်းတဲ့အတွက်ကြောင့်သူဒီပါဖြစ်လေတောက်ပြောင်းတဲ့ဟောကိုရှာမယ်ဖွင့်လာရမယ်အစားကြိုက်တဲ့သူကအစားဆွေးလန်းတဲ့သူကဘာဖြစ်မလဲစားကြတဲ့အတွက်ရှာမယ်အနေထိုင်ကောင်းကိုဆွေးလန်းတဲ့ပုဂ္ဂိုလ်အနေထိုင်ကောင်းရှာဒါဖြင့်အဲ့မှာဥပါဒံတွေအမျိုးမျိုးကွေးပြားနေတဲ့အတွက်ကြောင့်ဘာကွေးသွားလဲကံကွေးသွားတယ်ဘာကွေးသွားတော့ကံကွေးသွားတာနော်ဓမ္မယိတာကံကြီးတကယ်ညာတကယ်ကိုအာယုံဆိုင်ပြီးတော့တကယ်ညာလေးမှနေပြီးတော့စဉ်းစားပြီးတော့တကယ်နာကြည့်တကယ်ကိုလဲနေတယ်အဲ့တော့ကံကွေးတာဘာကြောင့်လဲဆိုရင်ဥပါဒံဟုတ်တယ်နော်ဘာကြောင့်ပါလဲဥပါဒံမတူတဲ့အတွက်ကြောင့်ဘာလို့ကံမတူတာဒါဖြင့်ဒီဥပါဒံဘာကြောင့်မတူလဲဆိုရင်ဒီမှာဘာလဲဥပါဒံမတူကြောင့်ဖြစ်တယ်တဏှာဆိုတာဘာလဲလိုချင်တာရချင်တာချိန်နဲ့တက်တာပေါ့အချိန်ချင်းမတူတော့ပါမတူတာတော့ဥပါဒံမတူတော့အကျိတ်မတူရင်ဘာမတူဥပါဒံမတူဒါဖြင့်ဥပါဒံတဏှာကြည့်လိုက်တဲ့အခါကာမတဏှာဘဝတဏှာဝိဘဝတဏှာဘယ်နှမျိုးရှိလဲ၃မျိုးကာမတဏှာဆိုတာလေအာယုံကာမဂုဏ်တို့မှာလိုချင်တယ်ရချင်တာပါလေကာမတဏှာပြီးတော့ဘဝတဏှာဆိုတာကိုရရာဘဝကို
ပြောတာပါပါလေဘဝတဏ္ဍာပြီးတော့ဝိဘဝတဏ္ဍာဘဝပြည့်စည်ရှင်တဲ့တဏ္ဍာမျိုးတခါကြတယ်ဦးဇင်းတို့တရားတော်မှာရလာတဲ့ကိုယ်ဘဝအတွက်ကြည်လူတွေကဘာလို့ကြိုက်တယ်အစင်ကိုကြိုက်တယ်တတရရမြင်နေရတာကိုကြိုက်တယ်တချို့ကြအစင်ချုပ်ချင်ချုပ်ထွေးနေပါစေနာအတန်းလေးကြရင်ကြိုက်တယ်တချို့ကြအနံ့ကိုဆွေလန်းဒီကိုယ်နိုင်ငံအနံ့မကြိုက်သူမျိုးနိုင်ငံအနံ့ကိုမှာပြီးတော့ဟုတ်တယ်လားရှူပေါင်းကြတာပဲမဟုတ်ကိုယ်နိုင်ငံကအစားအစာမကြိုက်သူမျိုးနိုင်ငံအစားအစာကိုယူပြီးတော့ပါပြတယ်တောင်းကြတာပဲကိုယ်နိုင်ငံကအတွေ့အထိတဲ့သူမျိုးနိုင်ငံအတွေ့အထိကြရောသုံးဆောင်တဲ့ပစ္စည်းတွေအဝတ်အထည်မောကြဘူးလားဘာမတူလို့ဘာလဲဆိုရင်အကျိတ်တွေကကိုယ်မကွေးပြနေရလားကွေးပြနေကွေးပြနေတယ်နားချိုက်အဲ့မှာတချို့ကြဘဝတွေ့တာလားဘဝပေါ့တဘဝပြီးတော့ရချင်တယ်ဟိုဘဝတောင်းဒီဘဝတောင်းဘူးဘဝတဲ့နတ်ဘဝကောင်းတယ်ဆိုတော့နတ်ဘဝတောင်းဟုတ်တယ်နော်နတ်ဘဝတဲ့ပြန်ဘဝကောင်းတယ်ဆိုဘဝတွေကိုတောင်းတာတခြားနဲ့တဏှာလားဒါပြည့်ဘဝတဏှာအဲ့တော့ဘဝတဏှာတောင်းတဲ့ပုဂ္ဂိုလ်ကဘဝကိုဆွေးနွေးမှာပဲနော်ဘဝကိုပြတ်ချင်တဲ့ဥစ္စေတသဘောနဲ့ပြတ်ချင်တဲ့တေချီတေရင်ပြီးတော့ပေါ့အဲ့လိုတဏှာမျိုးရှိတယ်အဲ့တော့ဥစ္စလို့ဒီမှာကြည့်လိုက်တဲ့အခါတဏှာဒီလိုချင်တယ်ရချင်တယ်လိုချင်ရချင်တဲ့အတွက်ကြောင့်ဥပါဒနာလိုချင်တာရချင်တာဆွေးနွေးလို့အစင်းကိုလိုချင်ရချင်တယ်အစင်းကိုထားလာပတ်ပတ်ကိုမြင်ချင်တဲ့ပုဂ္ဂိုလ်ကဘာကိုဆွေးမလဲအစင်းကိုဆွေးတာအတန်ကိုကောင်းနားထောင်နေတဲ့ပုဂ္ဂိုလ်ကအေးလို့တချို့အတန်လေးတွေနားထောင်နေတယ်ဆိုတော့အတန်နားထောင်အတန်ကိုဆွေးလိုက်တယ်အဲဒါကြောင့်ဒီမှာတဏှာမျိုးမကွေးပြတာလားကွေးပြတာပေါ့တဏှာကွေးပြတဲ့အတွက်ကြောင့်ပါကွေးဥပါဒံကွေးရင်ပြုလို့ကိုပါကွေးမယ်ကံကွေးရင်ဘဝကွေးမယ်ဘဝလို့ဇာတိကိုဘဝလို့ယူလိုက်ဟုတ်တယ်နော်ဘဝလေးဇာတိဘဝပဲအဲဇာတိကွေးရင်ပါကွေးမယ်တေးကွေးဟုတ်လားအဲ့ဒါအသေးမတူတာပါမတူလို့ဘဝမတူတာပါမတူကံမတူတာဥပါဒံမတူတာတဏှာမတူဒါကြောင့်ဥပါဒံဒီဥစ္စလို့ဒီနေရာမှာတစ်ခုမှားလိုက်ပေါ်ပြီးတော့မှားလိုက်တဏှာဒီအကြိုက်တဏှာပါလေဥပါဒံကဇယိုက်ဥပါဒံကပါလေဇယိုက်ဥပါဒံကတဏှာကအကြိုက်ဥပါဒံကဇယိုက်ဟုတ်တယ်နော်ဒါဖြင့်ကြည့်ဥစ္စလို့ကြိုက်ပြီးဆိုရင်ကြိုက်တဲ့လိမ့်ကိုလုံးရင်းနဲ့ပါဖြစ်တယ်ဆွေးရတယ်သူ့အတွက်ဖြောက်လို့မရတော့ဘူးဇယိုက်ဖြစ်တော့ပထမဦးဇင်းတို့မွေးရစီကိုတောက်တဲ့လူတွေဟုတ်တယ်နော်တောက်ကြည့်တယ်ကြိတ်တော့လို့ဆိုရင်ပါဖြစ်တယ်ဆက်တောက်တာဆက်တောက်ရင်လည်းပါဖြစ်တယ်သူ့အတွက်ဇယိုက်ဖြစ်တော့ဒီတိုင်းမှာတောက်ရရင်ဆွေးသွားတယ်ပေါ့ဟုတ်တာမလို့ဆွေးသွားဆိုမတောက်အောင်သူကနေတောက်တော့တာအဲ့ဒါဘာဖြစ်တော့လဲဇယိုက်ဖြစ်တော့အချိတ်ကလည်းဇယိုက်ဖြစ်တဲ့သူ့ဇယိုက်နဲ့သူ့အလုံးအဲ့ဒါကြည့်သူလောက်တဲ့အလုံးလေးတွေအမြဲတမ်းလုပ်နေတယ်ခါပြောတဲ့လူကလည်းသူပြောတယ်ဒါသူ့ဇယိုက်ပဲမဟုတ်လားသူကဘာလဲလောက်တတ်တယ်ဆိုရင်သူ့ဇယိုက်တိုင်းသူလုပ်နေတာသူကံပဲနော်တမိုင်းနော်အဲ့ဒါဘာမတူလဲအကျိတ်မတူဇယိုက်မတူရဲ့ပြုလုပ်တဲ့ကံမတူလို့ဝါဒနာပေါ်ဇယိုက်ဆိုတာဘာနဲ့တူတော့လဲဝါဒနာဇယိုက်တူပဲမဟုတ်လားဟုတ်တယ်နော်ကျောင်းဆရာလုံးမဲ့သူကနေတော့ရမယ်သူကကျောင်းဆရာလုံးတဲ့လုံးကြိုက်တာလုံးချင်တာကြီးလာတဲ့သူအဲ့ဒီကျောင်းဆရာလုံးနဲ့ပါဖြစ်တော့ပြုံးဝင်နေစာတင်ရစာချမှာပြုံးဝင်နေသူဇယိုက်ပဲသူလုံနေတာကကံအဲ့ဒါကြောင့်ဒီဥစ္စာတော့ကံမတူတာဟာဇယိုက်မတူတာအကျိတ်မတူဟုတ်တယ်နော်အဲ့တော့လူတွေဟာဘာကြောင့်ကွဲလွဲနေကြတယ်လဲဆိုရင်ဒီမှာအကြောင်းကိုကြည့်လိုက်ဟောအကြောင်းမပေါ်ဘူးလားဒါပြန်အကြောင်းကိုသိရင်လူတွေရဲ့ကွဲလွဲမှုဟာအကျိုးတရားကွဲလွဲတာဟာဘာကြောင့်လဲဆိုတော့အကြောင်းကိုသိတယ်အကျိုးအကြောင်းပဲအကြောင်းမတူတဲ့အတွက်ကြောင့်အကျိုးတရားတွေပေါ်ကလုံးနေအကျိုးတရားတွေကဘာဖြစ်လဲကွဲလွဲနေတာအဲ့ဒါကြောင့်
ကြောင်းအကျိုးအကြောင်းဒီအကြောင်းအကျိုးကိုနားလည်သွားပြီဆိုရင်အများကြီးဘဝမှာဖြည့်သိမ်းလို့ရတယ်အများကြီးရှိတယ်အကြောင်းအကျိုးကမှနားမလည်ဘူးဆိုဘဝမှာဖြည့်သိမ်းလို့မရတာလေဟုတ်လားအများကြီးပဲဆွေးထားလိုက်အတ္တဆိုတာတခြားလားတိုက်ကြည့်လားအကြောင်းတော့မလည်လို့တိုက်ကြည့်ဖြစ်အကြောင်းကိုမရှင်းရင်ဘာဖြစ်မလဲတိုက်ကြည့်ဖြစ်လို့ဒီမှာကြည့်လေဥစ္စာနဲ့အဝိဇ္ဇာတဲ့ခါတခြားလားအကြောင်းလေးရတာဒါဖြင့်အဲ့အကြောင်းလေးကိုနားမလည်တဲ့ခါတော့ရလာတဲ့ခန္ဓာကခန္ဓာလို့မြင်သေးလားဘယ်လိုမြင်ငါကောင်းပူတော်နေလို့လားဒါအကြောင်းကိုသိခဲ့လို့လားဆိုရင်မသိခဲ့တဲ့အတွက်ကြောင့်အခုအကြောင်းသိလိုက်တယ်ကဒီအကြောင်းလေးမှာအဝိဇ္ဇာသင်္ခါရပုဂ္ဂိုလ်တ attva ပါလားဓမ္မအကြောင်းအဝိဇ္ဇာမှာလေပုဂ္ဂိုလ်တ attva မှာသင်္ခါရမှာလေပုဂ္ဂိုလ်တ attva မှာပါဘူးဒါဖြင့်ဒီအကြောင်းလေးနှစ်ပါးကြောင့်ရလာတာအကျိုးတရားပဲအဲ့ဒီအကျိုးတရားဝိညာဉ်နာယုံတလည်းနဲ့ဖတ်ကြလို့လည်းခန္ဓာ၅ပါးပဲပုဂ္ဂိုလ်တ attva ဘာသိတော့အကြောင်းသိတော့ဟုတ်တယ်လားဒါဖြင့်အကြောင်းမသိတဲ့ခါကျရင်အကျိုးကိုအကျိုးတရားလို့ခေါ်တဲ့ခန္ဓာပုံမှာဘာထင်တော့ငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ခေါ်တဲ့အတ္တဒိဋ္ဌိကိုမြည်တယ်ထင်တယ်အတဲကောင်လိုက်ပြကောင်ထင်တယ်ဟုတ်တယ်လားပြတ်တယ်တောက်တယ်ထင်တယ်တသဒ္ဒအဥစေဒတို့တက်ကာယဖြစ်တော့တာဖြစ်တော့ဘာနာမလို့အကြောင်းကိုနာမလို့အကြောင်းကိုနာမလို့တဲ့အကျိုးတရားပုံမှာလည်းနာမလို့အဲ့ဒါကြောင့်အကြောင်းကိုဉာဏ်ရှင်းတဲ့အချိန်မှာပါဆင်တော့တယ်ဝိဇိကိစ္စဆင်တော့အကျိုးတရားကိုဉာဏ်ရှင်းတဲ့အခါပါဆင်တော့တယ်ဒိဋ္ဌိအဲ့ဒိဋ္ဌိဆင်ရတာဒီဘာနာလဲတော့အကြောင်းတရားလာတယ်အခုလည်းပဲဥစဉ်တို့ဒီဓမ္မတွေဘဝမှာမနေရလို့တေရလို့မဆိုတဲ့အခါငါမှဒီယောဂနဲ့တရားမှာငါမှဒီလိုတရားမှာငါဘဝကဒီလိုလားသူ့ဘဝကဒီလိုလားလို့ဝေခွင့်နေစရာလိုသေးလားဘာကြောင့်လဲအကြောင်းကြောင့်အကြောင်းတရားကလည်းကံမတူလို့အကြောင်းမတူကြတာဒီကံဘာကြောင့်မတူလဲဥပါဒံကြောင့်ဥပါဒံဘာကြောင့်မတူလဲပဋ္ဌာန်ကြောင့်အကျိတ်မတူလို့ဇေယမတူဇေယမတူတဲ့အတွက်ကြောင့်ကံမတူတာကံမတူတဲ့အတွက်ကြောင့်ဘဝမတူတဲ့အတွက်ကြောင့်အသေးမတူတာအသေးမတူတာပြန်လာအသေးမတူတာဘာအတွက်ကြောင့်ဘဝမတူတာကံမတူတာအကျိတ်မတူအကျိတ်မဇေယမတူတာအကျိတ်မတူတာဘာကြောင့်လဲတဏှာဘယ်သူကြောင့်ဖြစ်လဲဝေဒနာတခြားခံစားတာခံစားချက်မတူလို့ပဲဒါဥစ္စာတော့မြန်မာလိုပြောရခံစားချက်မတူတော့ဘူးဒါဖြင့်ဝေဒနာဒီတဏှာမတူတာဘာကြောင့်မတူလဲဆိုရင်ဘာလို့ပြောလဲဝေဒနာမတူတော့ပဲဝေဒနာจิตဒုက္ခဝေဒနာဒုက္ခဝေဒနာဒေါမနတဝေဒနာဒေါမနတဝေဒနာဥပ္ပခဝေဒနာမရှိဘူးလားရှိဝေဒနာတွေကအမျိုးမျိုးဒီဝေဒနာကိုကြည့်တယ်အရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလံကိုလက်ဝဲတို့ရလက်ရရထားမလားဘာမှသိမလို့တောင်းမလို့တဲ့လူတွေကိုကြားရင်လက်ဝဲတို့ရလက်ရရပြင်ထားတယ်ငါကသူ့ရောက်ပါဟုတ်လားအဲ့လိုရှင်မျိုးသားချင်းကိုဖြစ်တော့ဘာရာထုံးမှမပေးဘူးဆိုပြီးတော့ဖယားကိုခံစားလို့ရတယ်မဟုတ်ဘူးခံစားလို့မရတဲ့အတွက်ကြောင့်ဘာဖြစ်မလဲဖယားကြိုက်ရင်မကြိုက်တော့အမြဲတမ်းဘာဖြစ်တယ်တေချောင်းကြခံစားချက်တူလို့လားမတူလို့လားဆိုရင်မတူလို့ပဲဒါပေမဲ့ခံစားလို့ရတဲ့လူကကြည့်ဖယားနောက်ကတခါကောင်းလို့တော့ဝက်ကလေးလို့ဆိုလို့ရှိရင်တန်ခမ်းဆွေးပြီးတော့ဟိုနောက်ကတခါကောင်းလိုက်ဖယားကိုခူးနေရတာသူ့သုံးမနသားဖြစ်ပီတိတွေဖြစ်တော့တထေဘဝတထေရထုကိုစွန့်ပြီးတော့လေဝက်ကလေးဆိုတာတထေသာဖယားကိုပြန်ဖူလက်တရားနာတာဖယားကြည်ညိုပြီးတော့သူပစ္စည်းဥစ္စာတွေအကုန်လုံးဆုံးပြီးတော့ဖယားနာမှာဖယားဟူရေးတယ်ဖယားရဲ့မျက်နှာကိုကြည့်ပြီးသူ့နေရာပီတိဖြစ်နေဘာဝေဒနာဖြစ်တော့မနာတာဒီဝဒဖယားကိုမြင်ဘာဝေဒနာဖြစ်နေတာတော့မနာတာဟုတ်တယ်ခံစားချက်ဒူလာမဒူတဲ့ခံချက်ဖယားကြိုက်တယ်ကြိုက်ဇာတနာကိုတွားပြီးတော့မင်းတတ်ဘယ်လိုငါဖယားတတ်ပြီးတော့ဖယားလုံးမကြိုက်တော့ဘူးဟုတ်တယ်နော်အဲ့တော့ဝေဒနာမတူတော့အကျိတ်ခံစားချက်မတူတော့အကျိတ်ဟုတ်တယ်မဟုတ်လားအရင်တော့ကပါပဲကြည့်ဥစဉ်ဒီပရိစ္ဆသမုပ္ပါကိုခန္ဓာတစ်ကိုတွန်းကြည့်ကိုယ်ခံစားချက်နဲ့ခံစားချက်မတူတဲ့ခါခံစားချက်တူတဲ့ခါမတူပြောလိုက်ဆိုလိုက်ပြောနေရတယ်ရှင်
ကောမှမသိဘူးခံစားချက်မတူတဲ့အခါဘာပဲဖြစ်ဖြစ်တူနဲ့မှာဟိုနဲ့တူညင်းနေကြတာခုံနေကြတာပဲတရားတချို့ကလည်းလောဟောနိုင်ငံရေးအတွက်ညင်းတချို့ကဘာသာရေးအတွက်ညင်းအာမျိုးတော့ဟောဒုက္ခရုံချက်နဲ့ဒုက္ခစားချက်နဲ့ဘာဖြစ်နေကြပွင့်နေကြအဲ့ဒါပွင့်ကိုလိုရကိုချိန်ကိုဆွေးကြတော့ဘာဖြစ်လဲဟုတ်တယ်ချိန်မလို့ဖြစ်တော့အချိန်မလို့ရဲ့ဥပါဒအကျုံးရဲမလို့ရဲ့ကျောင်းတော့လောက်ကြတာပဲဟောတချို့ကလည်းနဲ့ကြိုက်ဆွေးပြီးတော့လုပ်တယ်တချို့ကလည်းနဲ့မဆိုင်မခိုင်မင်းနဲ့လုပ်တယ်တချို့ကကာလာဝင်လုပ်တယ်အမျိုးမျိုးလုပ်နေကြတယ်ဘာလို့လဲခံစားချက်မလို့အဲ့တော့အဲ့ဒါလေးတွေကိုကြည့်ရင်လိုက်တာမဆိုရင်လိုက်နာစရာလေးရှိတယ်ကျင်းသုံးစရာရှိရင်ကျင်းသုံးစရာလေးရှိတယ်အဲ့တော့ဦးဇင်းတို့ဒီဝဒဟာဘုရားကိုခံစားလို့မရတဲ့အတွက်ကြောင့်ဟောမချိုက်ဘူးဝက်ကလေးမထဲကြဘုရားကိုပါပြတယ်ခံစားလို့ရတယ်ဘာလဲတော့ခံစားတယ်ဆိုတာဝေဒနာဘာဝေဒနာလဲမင်းတော့မနာတာဝေဒနာဒီဝဒအတွက်ဘုရားဟာဘာဝေဒနာဖြစ်နေဒေါမနတာဝေဒနာဝက်ကလေးအတွက်ဘုရားဟာဘာဝေဒနာဖြစ်ဒေါမနတာဝေဒနာဖြစ်နေတယ်အဲ့ဒါကြောင့်ဘုရားအဲ့တော့ဝက်ကလေးကအလိုမျိုးဘူးနေတဲ့ဘုရားတရားနာလေဘုရားဘူးပေါ့ဘုရားမျက်နှာကြည့်ပြီးတော့ဘူးနောက်တရားသူများတဲ့တရားရတယ်သူတရားမရအောင်အဲ့ဒါနဲ့ဘုရားကအဘေဟိဝက်ကလေးမင်းငါနာတော့ဒီခန္ဓာကိုဟုတ်လားအဘောကောင်ကြီးကိုဖူးနေလို့ကြည့်နေလို့ဘာထုတ်မလဲယောဓမ္မပတ္တိသုံးမှာပတ္တိယောအခြင်းပုဂ္ဂိုလ်ဒီဓမ္မတရားပေါ်ပတ္တိမြင်တော့ထုပုဂ္ဂိုလ်မှာငါးပြောက်ငါဖြစ်မှန်ငါပြောက်ကိုမြင်နေတယ်တရားကိုမြင်ရင်ဗာမြင်တယ်ဖယားကိုလည်းမြင်တယ်ဆိုလိုတာကတရားသိရင်ငါဖယားကိုမြင်နေတာအတူတူပဲလို့ပြောရတယ်သွားမင်းငါတာအမှန်ဘာဖြစ်လို့နှံစင်လို့နေတာမဟုတ်ဘူးခုနကတော့ဝနတလို့ခိုတဲ့ဟာဒီဝေဒနာနဲ့သာသူလင်းလမ်းဆုံးတော့မှာဆိုတဲ့အတွက်ကြောင့်ဖယားကဗာပြတယ်သွားဆိုပြီးအဲ့မှာစိတ်တန်ကြတယ်ဘောကလေးကနေပြီးတော့ဂိတ်စကုတ်တောင်ပေါ်တက်သွားတယ်ဖယားကနှံလိုက်တယ်ပေါ့သူ့နာမမတရားတော့ဘူးဆိုပြီးတော့ဂိတ်စကုတ်နဲ့ဖယားကမဖူးရမယ်တူလို့ဘာထူးမှတော့အစားတော့ကသူ့ဘာဖြစ်လဲတရားတရားတွေအောက်ကောင်းတယ်ဘာအောက်ကောင်းလဲတော့တရားတရားပညာတရားဟာဘာဖြစ်လဲနောက်ရောက်ဘာကောင်းလို့တရားကောင်းရင်ပညာနောက်ဆုံးတော့ပညာကောင်းရင်တရားနောက်ဆုံးတော့အဲ့ဒါကြောင့်တရားနဲ့ပညာအညီအမျှရှိကုန်လို့ဟုတ်တယ်နော်တရားကောင်းတဲ့ပုဂ္ဂိုလ်ကပညာလေးတော့ပြီဆိုရင်သူများပြောတယ်အဲ့လိုမျိုးဖြစ်သွားတယ်ပြောရမှာဆိုရင်အများအဖြစ်အလိန်ခံရတာဦးဇင်းတို့လည်းအဲ့ဒီမှာပါတယ်ဒီလားအလိန်ခံရတဲ့ဘောခဏခဏလိန်ခံရပညာအားနေလို့အဲ့တော့ပညာအားနေပြီဆိုရင်ဒီဟာဟုတ်၏မဟုတ်၏မရှင်းရှင်းရတော့ယုံကြည်ယုံလောက်နေနေပဲလိုက်ပါမရောက်ဘူးလို့မှယုံကြည်နေုံနဲ့လိုက်ပါရပါဘူးမရပါဘူးစားဆိုတာငန်တယ်အဲ့ဒါစားဆိုတာငန်တယ်ဟုတ်တယ်ယုံကြည်တယ်ဒါပြန်ဘယ်ရလာတဲ့စားကဘလို့ဆိုတာကိုဘာနဲ့သိရမလဲပညာနဲ့သိရမယ်ဟုတ်တယ်နော်ခန္ဓာဟာအနိစ္စဒုက္ခအနတ္တလို့ဘုရားကဟောတာဒီခန္ဓာအနိစ္စဒုက္ခအနတ္တဟုတ်ပြီဟုတ်ပါတယ်ယုံကြည်နေုံနဲ့အနိစ္စဒုက္ခအနတ္တမြင်ပါမလားဘာလို့ပညာနဲ့ကြည်ရမယ်အဲ့ဒါကြောင့်ယုံကြည်ယုံလောက်နဲ့လိုက်ပါမယ်တကယ်လိုက်ပါလို့ချင်းဘာနဲ့အားထုတ်ပညာနဲ့အားထုတ်အဲဒါကြောင့်ယုံကြည်ရမယ်နေရာယုံကြည်ဟုတ်တယ်နော်ဘာနဲ့ယုံကြည်ရမလဲတရားတရားနဲ့အဲ့တော့အဲ့ဒီတရားတရားနဲ့ဒါဖြင့်ဒီတရားဟာခန္ဓာဟာအိစ္ဆဒုက္ခအနတ္တပဲရှိတယ်လို့ယုံကြည်နေုံတော့မြင်သူ့ကိုကြပါတော့မှာပညာနဲ့ရှုမှအိစ္ဆကိုမြင်အောင်ရှုဒုက္ခကိုမြင်အောင်ရှုအနတ္တကိုမြင်အောင်ရှုခန္ဓာအဖြစ်ဖြစ်ကိုမြင်အောင်ရှုမှလာတယ်လိုက်ပါရမယ်အဲဒါကြောင့်ပညာနဲ့ယုံကြည်ရမယ်နေရာမှာပညာနဲ့ယုံကြည်ရသ
တရားနဲ့ယုံကြည်ရမယ်နေမှာတရားယုံကြည်ရအာမင်းတို့အားထုတ်စရာမလိုဘူးလက်စားဒုက္ခနဲ့တိပြီးရောဆိုတော့မရဘူးဒါသူပြောတာဟုတ်ဤမဟုတ်ဤတရားတရားနဲ့လက်ခံနေတော့လည်းမရဟုတ်ဤမဟုတ်ဤဘာနဲ့စဉ်းစားရမလဲဒီစဉ်းစားဟုတ်တယ်မဟုတ်လားဒါပေမဲ့သူများပြောတယ်ယုံကြည်တာတရားအားချစ်တယ်ဟုတ်တယ်နော်အဲဒါကြောင့်ဘာနဲ့ဘာနည်းရမယ်တရားနဲ့တရားတန်တာသူများလည်းပြောလာတဲ့တရားပေါ်မှာဘာနဲ့လောက်ရမလဲပညာနဲ့စဉ်းစားချက်ချိန်ပြီးတော့မှပါပဲယုံတဲ့ယုံမယုံတဲ့မယုံတဲ့ဒါပေါ့ဟုတ်ကလားဒါပြန်ဝက်ကလေးမှာတရားအားကြီးနေပဲဘုရားကိုဖူးနေရရင်သူမှဘာဖြစ်နေတော့ဘဝတာပြီးဒီဖြည့်ပြီးတော့ကျင့်နေတယ်ဘာနောက်ဆုံးလဲပညာနောက်ဆုံးဘာနောက်ဆုံးလဲပညာနောက်ဆုံးဒါပြန်အဲ့ဒါဘုရားတော့မင်္ဂလာတော့ဒီခန္ဓာကိုပုဂ္ဂိုလ်ကြီးဖူးနေရတော့ဘာထုမလဲဆိုပြီးပြန်လိုက်တော့ဘုရားနဲ့ခံရတယ်စိတ်ညစ်ပြီးတော့ကိစ္စကုတ်တောင်းပေါ်တက်တော့ကိစ္စကုတ်တောင်းပေါ်ကနေခုံချတော့တယ်ခုံချပြီးသေမလို့တော့တယ်ဘာမှဖူးရတော့ဘုရားဖူးရတော့အဲ့ဒါနဲ့ဘုရားကဒီရှိမှာဝဂရိယတဏ္ဍာမှာတရားတရားဟာနေကြာသွားပြီဆိုတော့ဘုရားဇံပိနေဟောတော့နေပြီးတော့ဝဂရိရှိတာဝဂရိဆိုတော့ခေါ်လိုက်တယ်ဘုရားအတန်ကြားတာနဲ့သူကအဲ့ဒီမှာဘုရားကကမ္မထမ်းပေးလိုက်တယ်ယောနာဓမ္မဖြစ်မြောင်းကြည့်ဘုရားကိုမြင်ငါဘုရားလည်းမြင်တယ်ဟဲ့ဆိုပြီးတော့ကမ္မထမ်းပေးပြီးတော့အဲ့ဒီရှိမှာတောင်ဘက်ကိုတော့ခြေထောက်တစ်ဖက်ကတောင်ဆုံးကိုနေလာတယ်တစ်ဖက်ကခြေထောက်ကကြွားထားပြီအဲ့ရှိမှာဘုရားကမ္မရာဘုရားကမ္မထမ်းပေးလိုက်တာနဲ့အဲ့ကမ္မထမ်းပေးတဲ့ကမ္မထမ်းဆင်ခြင်လိုက်တဲ့နေပြီးတော့အဲ့မှာတရားနဲ့ပြင်ညာနေပြီးတော့မင်းရဲ့ဘုရားနဲ့မရှာနိုင်ရဘူး။တရားနာဖြစ်တော့အဲ့ဒါကြောင့်ဘုရားကလေးဟာဘုရားကိုကြည်ညိုတဲ့အရာမှာဒီတဲ့ဘုရားပဲနေ။အဲ့ဒါထူးချွန်တဲ့ဘောကိုဆိုပြီးတော့ဒီတဲ့ဘုသူဂုံတို့ကိုပေးတာ။ရလိုက်တဲ့ဉာဏ်မှာလည်းကြည့်လေတစ်ဖက်ကဘာမှလည်းခြေထောက်ပါတောင်းအောင်တစ်ဖက်ကတောင်းခုံချဖို့ကြွားတာအဲ့ဒါ我现在讲我那个的啥的，我拿到那说，都这样好的，我给你都当那样好了，那样好的了，湖南的我给你，可是我当我的红肠都吃到那个转来的行嘛，这样我给新式的大陆混都加说，加的，好，对吧？哎妈呀，那个咯，ဒီဝက်ကလေးကကစဘတော်ကခုံချလိုက်သလားခုံချဘူးတော့ဆိုတာဒကမတွေအရင်သိချင်တယ်သိကြတယ်တော့အဲ့ဒါတို့ကနောက်နေ့ကိုတရားဝတ်ဆက်ဖို့တော့ဆက်မှာဟောမှာပေါ့တို့မနေနိုင်တော့ဘူးသိလားမနေနိုင်ဘူးနဲ့လာပြီးတော့ဖုံးဖို့ဝက်ကလေးကဘာဖြစ်သွားလဲခုံချလိုက်တာလားခုံချလိုက်လားဟာတို့တော့အဲ့မှာဇာလအစုံကိုလိုက်စုံစမ်းကြတာလေလိုက်လေးကြတာဒီပါမနေ့ဖြာမပြောပါပဲမနေ့တော့ပြောပါမယ်ဆိုတော့မရဘူးယောဂီတွေကလာမင်းနေကြတယ်ဦးစင်တော့တရားလို့ဆိုတော့ဝက်ကလေးကဘာဖြစ်သွားလဲတရားနာဖြစ်သွားတာလားဖြစ်သွားတာလားဖြစ်သွားတယ်အဲ့ဒါပါလဲဆိုတောမနတာဝေဒနာဘာဝဒလဲဒီပြောမယ်ဆိုဒီတောမနတာဝေဒနာဘုရားကိုကြည်ညိုတဲ့ဝေဒနာကိုခံပြီးတော့ဗာပြတယ်ဘုရားကိုတရားရှုတယ်ဆိုရင်လွယ်ပါမလားတောမနတာဝေဒနာလေးဖြစ်ပြီးတော့ဖြစ်တာပဲဒေါမနတာဝေဒနာလေးဖြစ်ပြီးတော့ပြတယ်ဝေဒနာဖြစ်ပြရှုတဲ့နေရာမှာမဲ့ဆိုပရိစ္ဆသမုပ္ပါမပြတ်တော့ဘူးလားပြတ်တယ်အခုဒီဝေဒနာကနေပြီးပရိစ္ဆသမုပ္ပါမဖြတ်နိုင်ဘူးဗျဒေါမနတာဝေဒနာပြည့်စရာသူ့အတွက်ဘာဖြစ်နေလဲတဏှာမဖြစ်ဘူးလားဖြစ်တော့ဥစ္စာတို့တပါတဏှာသူ့တဏှာဖြစ်တော့ဥပါဒံဘယ်ရောက်လောက်ချင်ရမှာဟောနောက်ဆုံးကာမဘောလောက်ချင်တယ်ကြာမောဆင်ပြီးတော့တပ်ဖြတ်တယ်ဟုတ်လားအမျိုးမျိုးဘယ်ရောက်ကာယကဆိုဝစီကဆိုတော့မပြုတော့ဘူးလားတော့ရလာတဲ့ဘောကသူ့ဘောကကောင်းလားဆိုမကောင်းသေးတော့အပေရမျိုးခံပြီးတရားတာအဲ့နောက်သူနောင်လာတဲ့ရပြီးတော့ဘယ်ရောက်ပူရှင်လဲဆိုပြီးတော့ဘယ်ရောက်တာဝတ်ထီပြီးစီရဝန်ကြောင့်တန်းတုံးနေတဲ့ပုံတွေရှင်ဘယ်ရောက်တော့ပူတာ
ခုတော့နောက်တော့မဖြစ်ဘူးဘုရားအကြောင်းအဝဝယ်ခါနေပဲဒီကရှိတယ်ကိုတဲ့တန်ချင်လုံးမှာပဲဆိုကိုတဲ့လုံးဖို့အတွက်နေပြီးတော့ဟောဒီကနာကိုဆင်းတဲ့အချိန်မှာပဲမြေမျိုးပြီးတော့ဖြစ်နောက်မှရှင်ဘုရားတပည့်တော်လုပ်ခဲ့တာလေမှားပါတယ်ဘုရားဆိုပြီးတော့ဘုရားရှိတဲ့ဘက်ကိုမျက်နှာမူပြီးတော့ဝါရှာတောင်းမှသွားရတယ်ဟုတ်တယ်လားအသေးကောင်းအသေးမကောင်းဘာမကောင်းတော့အသေးမကောင်းတာမကောင်းတော့ဘာမကောင်းတာကာမကောင်းတာကာမတူလို့ပေါ့နော်ကာမတူတာဘာမတူတော့ဇဲမတူတာဇဲမတူတာခံစားဟုတ်ပါလားဒါပြန်ခံစားချက်မတူတာဒီကိုယ်လိုက်တဲ့အကြောင်းတရားတွေကြည့်ခံစားချက်ဘာကြောင့်မတူသလဲကြည့်လိုက်တယ်ကဖတ်တာဝေဒနာပြည့်စရာပါလေဖတ်တာမတူရင်ခံစားချက်တွေပါမလားဘယ်ဖတ်တာဘာကြောင့်မတူကြည့်စက်ပုံစရူပေစဥပစတိစက္ခဝိညာဏတိဏ္ဍတက္ကတိပတ်တော့မျက်စိနဲ့အဆင့်ဆုံးပဲဟုတ်တယ်နော်ဆုံးပြတာပါလေဖတ်တာနားနဲ့တန်တိတ်ပဲဟုတ်လားဆုံးပြတာပါလေဖတ်တာနှာခေါင်းနဲ့ဗာတိတ်ပဲနားတိတ်တော့ဆုံးပြတာပါလေဖတ်တာရှာနဲ့အရာတိတ်ပဲဆုံးပြတာပါလေဖတ်တာသုံးခုဆုံးတာဖတ်တာပေါ့နော်အဲ့တော့ကိုယ်နဲ့ဗာလေတွေ့ထိစေရဟုတ်တယ်နော်တွေ့ထိစေရဆုံးတော့ဗာစိတ်ပုံမလဲတွေ့ထိတဲ့စိတ်သုံးခုလုံးဆုံးပြတာပါလေဖတ်တာအဲ့တော့မျက်စိကြောင့်လည်းဖတ်တာဖြစ်တယ်နားကြောင့်လည်းဖတ်တာဖြစ်တယ်နှာခေါင်းကြောင့်လည်းရှားကြောင့်လည်းကိုယ်ကြောင့်လည်းစိတ်ကြောင့်လည်းဖတ်တာပဲမျိုးရှိတယ်6မျိုးဖတ်တာဒီဟူသော6မျိုးကိုယ်ပြတဲ့အတွက်ကြောင့်ဝေဒနာပရိလို့ကိုယ်ရမျက်စိဖြင့်တိုက်ရင်ဗာစိတ်ပုံပဲမြင်စိတ်မျက်စိနဲ့ဆက်တိုက်ဗာစိတ်ပုံပဲမြင်စိတ်သုံးခုဆုံးပြတာကမြင်စိတ်ပုံသုံးခုဆုံးပြတာပါလေဖတ်တာပစ္စည်းကဝေဒနာဖတ်တာပစ္စည်းဘာဖြစ်တော့ဒါဖြင့်သုံးနဲ့နားနဲ့အလားမတိုက်ဘူးလားတိုက်တော့ဗာစိတ်ပုံပဲဈာစိတ်သုံးခုဆုံးပြတာပါလေဖတ်တာပစ္စည်းကနားဖြင့်မျက်စိကြောင့်ဖြစ်တဲ့ဝေဒနာနားကြောင့်ဖြစ်တဲ့ဝေဒနာနှာခေါင်းကြောင့်ဖြစ်တဲ့ကိုယ်ကြောင့်ဖြစ်တဲ့ရှားကြောင့်ဖြစ်တဲ့ဝေဒနာကိုယ်ကြောင့်ဖြစ်တဲ့ဝေဒနာစိတ်ကြောင့်ဖြစ်တဲ့ဝေဒနာဘယ်နှမျိုး6မျိုးဖြစ်သွားတယ်ဟုတ်တယ်နော်ဒါဖြင့်အဲ့ဒါတွေကဘာကြောင့်လဲကြည့်လိုက်တဲ့အခါကြည့်ဥစ္စာတို့တရားလည်းပါလေအကြောင်းကိုကတူလို့လားမတူလို့လားလို့အကြောင်းကိုကြည့်လိုက်တဲ့အခါဘယ်သူအကြောင်းကိုကြည့်လိုက်တဲ့အခါဒီမှာကြည့်အဝိဇ္ဇာပစ္စယအကြောင်းပဲနဲ့ပါဘေကာလဒါလည်းပြီးတော့အတိတ်ကအကြောင်းတရားနှစ်ပါးပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီမှာပိဿုပံမှာခန္ဓာဘယ်နှပါးရအာယနာ12ပါးမရဘူးလားဓာတ်18ပါးမရဘူးလားတာလိုက်တယ်နာခန္ဓာတွေမှာအားလုံးအကျုံးရှုံလိုက်ရင်ပါလေခန္ဓာပဲမဟုတ်ဘူးလားဒါပြန်ခန္ဓာရတာဘာကြောင့်လဲဆိုရင်အဝိဇ္ဇာတက္ကရာတိတော့အကြောင်းကြောင့်ဟုတ်တယ်နော်ဘာကြောင့်မလဲအဝိဇ္ဇာတက္ကရာတိတော့အကြောင်းကြောင့်ခန္ဓာဘယ်နှပါးရခန္ဓာ5ပါးရတဲ့အခါလေးမှာခန္ဓာ5ပါးတွေမှာဦးဇင်းတို့ကြည်လိုက်အာယုံနဲ့ဓာရလေးပါဆိုလို့ခေါ်တဲ့အာယတနာလေးပါတယ်ဟုတ်လားဓာတ်လေးပါတယ်ခန္ဓာလေးမပါဘူးလားပါတဲ့အတွက်ကြောင့်နေပြီးတော့ဒီခန္ဓာလေးရှိနေတဲ့အတွက်ကြောင့်ကြည်တဏှာစိတ်တော်တာပဲဇယိုက်ဖြစ်တော်တာပဲကံပြုလို့တော်တာပဲဘဝရတော်တာပဲပြီးတော့အသိမလို့တော်တာပဲသဘောပေါက်တယ်နော်ဒါဖြင့်အဲ့မှာအကြောင်းတရားကိုကြည့်လိုက်တဲ့အခါကြည့်အဝိဇ္ဇာပစ္စည်းဟာသင်္ခါရဆိုတာတရားတရားလားကံတရားလားဒါဖြင့်ဒီကံကိုပြုလုပ်တဲ့အခါမှာဥစဉ်တို့ကြည့်လိုက်တဲ့အခါကြည့်ဘယ်သူအုပ်ချုပ်တယ်အဝိဇ္ဇာအုပ်ချုပ်တဲ့အတွက်ကြောင့်အဝိဇ္ဇာဆိုတာသစ္စာသိတာလားမသိတာလားသစ္စာမသိတာအဝိဇ္ဇာဟုတ်တယ်နော်သစ္စာမသိမှုအဝိဇ္ဇာကြောင့်လည်းပြီးတော့သင်္ခါရကံသင်္ခါရတွေပြီးတော့ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအနိစ္စပိသင်္ခါရအနဇံအနဇာပိသင်္ခါရလို့ခေါ်တဲ့ကုသိုလ်ကောင်းမှုတွေမပြုလုပ်ဘူးလားပြုလုပ်တယ်ကံတွေမပြုလုပ်ခဲ့တာလားပြုလုပ်ခဲ့တယ်ဒါဖြင့်ဒီအဝိဇ္ဇာသင်္ခါရကဘာအကြောင်းလဲလို့မရင်တော်နေပြီးတော့အတိတ်အတိတ်အကြောင်းပေါ့ဘာအကြောင်းပါလဲတော်နေပြီးတော့အတိတ်အကြောင်းဟုတ်တယ်နော်အဲ့အတိတ်အကြောင်းအဝိဇ္ဇာအုပ်ချုပ်တဲ့အတွက်ကြောင့်ကာတရားတွေပြုလို့တဲ့အတွက်ကြောင့်ဝိညာဉ်စတဲ့ခန္ဓာပဲမပေါ်ရဘူးဒါဖြင့်အကြောင်းအဝိဇ္ဇာအုပ်ချုပ်ခဲ့တဲ့အတွက်ကြောင့်သစ္စာနေအပြင်ပြုမှာဆိုရင်ပါသမုဒိယသစ္စာဘာသစ္စာသမုဒိယသစ္စာကြိုးစားခဲ့တယ်
ဘာသစ္စာပြင်ရ ဒုက္ခသစ္စာ ဒါဖြင့်ဒီဘက်မှာဘာသစ္စာပြောတယ် သမုဒယသစ္စာ သမုဒိယသစ္စာပြောဘာသစ္စာပြင်ရ ဒုက္ခသစ္စာ ဒီဒုက္ခသစ္စာဆိုတော့ရလာတဲ့ခန္ဓာဟာလည်းပဲဦးဇင်းတို့တူတူဘောကုန်တယောက်နဲ့တယောက်အသေးတူလား အတူတူပါ အတူမတူတာဘာမတူလို့ ဘဝမ ဘာ တူ မတူဘာမတူတာဘာမတူလို့ ကံတုဒုက္ခ ကံမတူတာဘာမတူလို့ဇေယိတ်မတူတာဘာမတူလို့အကျိတ်မတူတာ ခံစား ခံစားချက်မတူတာဘာကြောင့်လဲတွေ့အထိတွေ့အထိမတူတော့အဲ့ဒါဒီအတွေ့အထိဒီလိုဖြစ်လာရတာအနာအရဏဓာတ်တွေဖြစ်လာရတာဒီတွေ့အထိဒီဘာကြောင့်လဲဆိုတလာရဏကြောင့်ဖြစ်ရတာလေဟုတ်တယ်နော်ဒီတလာရဏဒီဘာကြောင့်ဖြစ်ရတာကြည့်လိုက်တဲ့ကအဝိဇ္ဇာနဲ့ဘာလို့ဖြစ်လို့အကြောင်းမှနှစ်ပါးကြောင့် နှစ်ပါး ဒီအရှင်းရအပြင်ပြုမှာဆိုရင်အတိတ်အကြောင်းရှင်းရဘယ်နှပါးလဲမှားပါဒီမှာအဝိဇ္ဇာ သင်္ခါရ သင်္ခါရဒီအဝိဇ္ဇာသင်္ခါရကိုယူတဲ့ဖြင့်တဲ့တဏှာဥပါဒံဘဝကိုယူရမယ်အရှင်းအရာဥစဉ်တို့ဒီမှာကြည့်လိုက်လေဟိုမှာဘာဖြစ်တယ်လို့အဆက်ကိစ္စတစ်ခုအကြောင်းတစ်ခုပေါ်လာပြီဆိုရင်အဲ့ဒီဖြစ်လာတာအချင်းလည်းပဲရှိတယ်အဲ့ဒါကိုတေးသေးရှားရှားနေပြီးတော့အခြေတဝန်းဖြစ်သိရှင်တဲ့အခါအဲ့ဒီဖြစ်ပုံအရှင်းရာလေးခဏပြောပြဒီတော့မလာဘူးလားဖြစ်ပုံအရှင်းရာပြပြဆိုတဲ့အခါဖြစ်တာတဲ့ဘာဖြစ်လဲအခြေကိုသိရှင်တော့တယ်အချင်းတဲ့ဘာကိုသိရှင်တော့တယ်အချင်းကိုသိရှင်ဒီမှာပြောလိုက်တဲ့အခါကျတော့အဝိဇ္ဇာသင်္ခါရအချင်းပဲပြောတယ်ဘာဟုတ်လားအချင်းပဲပြောတာမဟုတ်ဘူးလားဒါဖြင့်အကြည်အပြင်သိရှင်လိုက်တဲ့အခါဒီအဝိဇ္ဇာသင်္ခါရနေပြီးတော့နှစ်ပါးတွေပဲအကြောင်းတရားလားဆိုရင်မဟုတ်ဘူးသူစားတော့အဝိဇ္ဇာသင်္ခါရယူရင်ဘာယူရမလဲတဏှာဥပါဒဘဝဘယ်နှမျိုးပါလာတာလဲ သုံးမျိုး ဒါဖြင့်သူ့ထက်သူဒီမကြေတော့တာလည်းကြေတော့တာလားကြေတော့တယ်သူ့ကိုပါတယ်အကြောင်းအရှင်းရ ချင်းချင်း ဘာရှင်းရတော့အကြောင်းရှင်းရလို့မပြောဘူးလားဒါဖြင့်အကြောင်းရှင်းရလို့ပြောတဲ့အတွက်ကြောင့်ဘေကာလကအကြောင်းလို့မေးရင် အတိတ်က ကာလ အကျိုးတရားလားအကြောင်းတရားလား အကြောင်းတရား ဟာအကြောင်းနဲ့အရှင်းရပဲနဲ့ပါလဲဆို မှန်ပါပါ တဲ့ကလာမှာပြုလုပ်ခဲ့တဲ့အကြောင်းရှင်းရတော့ပေါ့အဝိဇ္ဇာသင်္ခါရအဝိဇ္ဇာသင်္ခါရဒီနှစ်ပါးမဟုတ်ဘူးလေဒီမှာပါလာတယ် တဏှာဥပါဒံ ဥပါဒံဘောအဝိဇ္ဇာပါလာရင်ဘာယူရမလဲနာဥပါဒံကံပါလာရင်ဘဝပါယူကိလေသာဝနဲ့ကြည့်လိုက်တဲ့အခါမှာလည်းကြည့်လေအဝိဇ္ဇာတဏှာဥပါဒံနော်ကံနဲ့ကြည့်မှဆိုလို့ရှိရင်လေသင်္ခါရယူရင်ပါယူ ကမ္မပါဏ ဘောမှာကြတယ်ဝေါနဲ့ကြပြန်လို့လည်းတူတယ်နော်ဒီမိုင်းနော်ပြီးတော့ဒီမှာကံနဲ့ကြပြန်လို့လည်းတူတယ်ဒီမှာလည်းကြည့်အဝိဇ္ဇာယူရင်ဘာယူရမလဲတဏှာဥပါဒံသင်္ခါရအကြည့်တော့အဖြစ်ပါလာလေဘဝဒါဖြင့်အဲ့ဒီမှာအလက်ကျော်805ဘက်မှာဘသူဥဆောင်လာတယ်လဲဆိုရင်အဝိဇ္ဇာဥဆောင်တယ်ဘာဥဆောင်လဲ ဝိဇ္ဇာ ဘာလို့လဲသင်္ခါရသင်္ခါရပြုလို့တယ်နော်ဘာကြောင့်သင်္ခါရပြုလို့ရတယ်လဲဆိုရင်တဏှာ တဏှာဥပါဒံ လိုချင်တယ်ရချင်တယ်ဘုံဘဝတွေကိုလိုချင်တယ်ရချင်တယ်ဦးဇင်းတို့အတိုက်ကဘုံဘဝတွေဘာဖြစ်ထားတယ်လဲလိုချင်လူကလိုချင်တဲ့တဏှာပါရှိခဲ့တဲ့ဘဝတဏှာရှိခဲ့တဲ့အတွက်ကြောင့်ကာမတဏှာရှိတယ်ကာမတဏှာလုံးမယ်ဘဝတဏှာရှိရင်ဘဝတောင်းတတဲ့အလုပ်ကိုလုပ်ခဲ့မယ်ဘာတွေပြုလုပ်ခဲ့လဲဥမာတောင်းတတဲ့လိုချင်တယ်ဆိုတာလေဦးဇင်းတို့ရိုးရိုးလိုချင်တာမဟုတ်ဘူးဆွေးဆွေးဆန်းဆန်းလိုချင်ကြတာဟုတ်တယ်နော်ဘာဖြစ်ရပါလို့ညာဖြစ်ရလို့မဆွေးတာလားဆွေးတာလားပစားကတခါကြာရင်မဆွေးပါဘူးဘဝမလိုချင်ပါဘူးလို့ပစားကပြောပေမဲ့ဦးဇင်းတို့ရဲ့အနန္တမှာတနေ့ကပြောခဲ့တယ်လို့ဝိတိတ်ကမှာအနုတ္တယပရိယောထနာပရိယောထနာအနုတ္တယဆိုလို့ကိလေသာ၃မျိုးရှိဘူးလား ရှိတာ ကာယကံဝစီကံနဲ့တော်ကျူတဲ့ကိလေသာပြီးတော့စိတ်ထင်မှာထားကြတောင်းကြနေတဲ့ကိလေသာနှလုံးသားနှလုံးသားထင်မှာကိနေတယ်နော်ပစားကမလိုချင်ဘူးမရချင်ဘူးဆိုပေမဲ့လည်းပဲနှလုံးသားထဲမှာကိနေကိလေသာတွေကရှိသေးတယ်။နဘဝလို့ပြန်ကြနဘဝဘလို့ဟေ့ဆိုရင်အဲ့ဒီသစ္စာအရင်မမြင်သေးဘူးအဲ့နဘဝရရင်ကောင်းမှာပဲဆိုတာအရင်လာတယ်။ဟုတ်တယ်နော်အဲ့တော့တမန်တနာဟောဆွေးလာတဲ့တပါးတွေတော့လေဘဝကာယကံဝစီကံပြုလို့ရတယ်ဟုတ်တယ်လားကာယကံဝစီကံပြုလို့တဲ့အတွက်ကြောင့်သူဒီအရှင်းရ၅ဘဝကိုပြုလို့တဲ့အတွက်ကြောင့်ပိဿုပံမှာပါရမယ်အကြောင်းအကျိုးရှင်းရမရဘူးလားဒီကာလမှာတော့ဆိုပိဿုပံအကြောင်းတရားလားအကျိုးတရားလားဘဝကိုကြည့်လိုက်တဲ့အခါလေအကျိုးတရားအကွက်ဟုတ်တယ်နော်အကျိုးအရှင်းရအဖြစ်ကြည့်လိုက်မယ်ဆိုရင်ဘယ်နှပါလဲပါတယ်လဲဆိုရင်ဝိညာဉ်ဉာဏ်ယုတ်တာခန္ဓာခန္ဓာဘယ်နှပါ ခန္ဓာပါပါ အ
တိုက်ကြောင့်ရှင်းရ၅ဘက်ကိုပြုလုပ်ခဲ့တဲ့ကြောင့်ပိဿုပန်ရှင်းရခန္ဓာဘယ်နှပတ်ရတယ်ပိဿုပန်မရတာနော်ရှင်းရဘယ်နှပတ်လဲ၅ပတ်ဒါဖြင့်ဟုတ်ပြီအကျိုးတရားဒီခန္ဓာ၅ပါးရလာတဲ့အတွက်ကြောင့်ဒီနေ့ဥစဉ်တို့တရားတော်မှတွေမှာကြည့်ဒီဘဝကိုဘယ်သူကဆက်ပေးတယ်လဲဝေဒနာနဲ့တဏှာကပြန်ဆက်တယ်ဘဝကိုဘယ်သူကဆက်ပေးတော့ဝေဒနာနဲ့ရဇ္ဇသမုပ္ပါဘယ်သူကဆက်ပေးလို့ဆိုရင်ဝေဒနာနဲ့ဘယ်သူကတဏှာမှာမဆက်ဘူးလားဒါဖြင့်အဲ့ဝေဒနာတဏှာဒီအချုပ်သမားလို့ပြောတဲ့အတွက်ကြောင့်ဥစဉ်တို့ဝေဒနာနဲ့တဏှာကြမှာနေပြီးတော့ဖယားဒီဟူတော့ဟုတ်လားညာမပွန်းခဲ့ဘူးမဲကသစ္စာဒီဟူတော့ညာမပွန်းခဲ့ဘူးဆိုရင်ဝေဒနာနဲ့တဏှာကြလာအောင်ပါပဲလာရင်ဘာပရိစ္ဆေသမုပ္ပါဒ်ပြတ်တော့တာဆက်တော့တာဆက်ရင်သုံးခွက်ဒီအကြောင်းတရားလားအကျိုးတရားလားအကြောင်းတရားလားအကြောင်းတရားဘယ်ကာလမှာဆက်တာလဲဘယ်ကာလမှာဆက်တာတော့အကြောင်းတရားပိဿုပန်မှာကာလမှာဆက်တဲ့အကြောင်းတရားအချင်းအားဖြင့်ဘယ်နှပါလဲဘယ်သူကောင်းဆောင်ဒီဘက်မှာကြာရင်ဒီမှာကြာရင်ပိဿုပန်မှာဘယ်သူကောင်းဆောင်လဲအတိုင်းမှာဘယ်သူကောင်းဆောင်လဲတဏှာပြည့်စရာဥပါဒံဆွေဥပါဒံဆိုတော့ခြားတာဆွေးလန်းတာလားဆွေးလန်းတော့ဘာအားထုတ်ကာယကံဝစီကံအားထုတ်မှသိလားမသိတာကတောင်းတာလို့ပြုလုပ်တာကဒီမှာစဉ်းစားတော့ဒီမှာတဏှာဥပါဒံကာယကံဝစီကံဒါဖြင့်အဲ့ဒီကာယကံဝစီကံပြုလုပ်နေတာဟာသမုဒယသစ္စာလို့မသိဘူးဒုက္ခရောက်ကြောင်းလို့မသိဘူးအဝိဇ္ဇာပစ္စယကုသိုလ်လည်းပြုတာပဲအကုသိုလ်လည်းပြုတာဟုတ်တယ်လားဇံကုသိုလ်လည်းပြုတာပဲအဲ့တော့ဒီတဏှာဥပါဒံကံတဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရတွေဘယ်အတိတ်ဘယ်အကြောင်းချင်းရလဲဆိုရင်ပိဿုပန်အကြောင်းချင်းဘယ်နှပါပါလဲ၅ပါဒီပြီးတော့ပိဿုပန်အကြောင်းချင်း၅ပါကိုပြုလုပ်ခဲ့တဲ့အတွက်ကြောင့်နောက်အနာဂတ်မှာပါရမယ်ဝိညာဉ်နာယောတာဖာသာဒီကွက်ပါလေအကျိုးတရားလားအကြောင်းတရားလားအကျိုးတရားဘေကာလအနာဂတ်ကာလမို့လို့အနာဂတ်အကျိုးတရားမို့လို့အကျိုးတရားရှင်းရပဲနဲ့ပါလေခန္ဓာပဲနဲ့ပါလေဒီမှာကြည့်လိုက်တဲ့အခါကြည့်ဥစဉ်တို့တရားတော်မှာဒီမှာဘသူနဲ့ဘသူကောင်းဆောင်လာတယ်အဝိဇ္ဇာနဲ့သင်္ခါရနောက်ကတဏှာဥပါဒံဘဝဒါဖြင့်ဒီနေရာမှာအဝိဇ္ဇာဟာဒီသင်္ခါရတဲ့အမိဖတဝေရှင်းရနေကြည့်မယ်ဆိုရင်နော်ဝိဇ္ဇာသင်္ခါရဒီပါတဝေပါလေအမိဖတဝေအဝိဇ္ဇာသင်္ခါရနောက်မှာဘသူတွေပါလာလဲတဏှာဥပါဒံဘဝပါဒီဖက်ကြာလာပြန်လို့ကြည့်အဲ့ဒါကြောင့်ဘုရားပြောတယ်အမိပမာအဖပမာအဝိဇ္ဇာအမိပမာဘောဒံအမိပမာအဝိဇ္ဇာအဖပမာဘောဒံအမိဖတယ်ဆရာတော်ကြီးရတယ်ဘာပြောလဲဆိုတန်ခါရတစ်လျှောက်လုံးကဘာတော်လာခဲ့လဲဆိုအဝိဇ္ဇာနဲ့တဏှာကိုမင်းတို့မိဖတဝေတော်လာခဲ့တယ်ဘာတဝေတော်လာခဲ့တယ်အတိတ်ကတော့အဝိဇ္ဇာဟုတ်တယ်နော်အဝိဇ္ဇာကောင်းဆောင်ပြီးတော့ဥမာပြုတော်လာခဲ့တယ်ပိဿုပန်ကြပြန်လို့တဏှာကောင်းဆောင်ပြီးတော့ဟုတ်တယ်နော်ပြုလုပ်လာခဲ့တဲ့အတွက်ကြောင့်အတိုက်ကနေပြီးတော့အဝိဇ္ဇာကောင်းဆောင်တယ်တဏှာပိဿုပန်မှာဘာကောင်းဆောင်လဲတဏှာကောင်းဆောင်ပြုလုပ်ခဲ့ကြည့်လိုက်တဲ့အခါတဏှာဥပါဒံပါလေတဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရအဝိဇ္ဇာသင်္ခါရဘာဖြစ်လဲနောက်ရောက်သွားတယ်အဝိဇ္ဇာသင်္ခါရဘာဖြစ်သွားလဲဒီမှာကြရင်နောက်မှာတဏှာဥပါဒံဘဝဟာဘာဖြစ်လဲနောက်မှာဒီမှာကြရင်တဏှာဥပါဒံဘဝဟာဘာဖြစ်လဲအဝိဇ္ဇာသင်္ခါရဟာနောက်မှာအဲ့ဒီကာလခါလေးကြည့်လိုက်ဆိုရင်ဥစဉ်တို့မိသားစုတို့စုမှာသာသမီ၃ယောက်မို့ရတယ်ဆိုကြပါတော့ဟုတ်တယ်နော်အဲ့တော့ငယ်တုန်းကဒီသားသမီးကိုမိဖတွေကနေပြီးတော့ခြေလိုက်ပညာတတ်ဖို့အတွက်ပညာလေးမသင်ပေးရဘူးလားဟုတ်တယ်နော်ဇီဘောဇာကောင်းတဲ့မိဖတွေကအလုံးစစရဒီလိုစဒီလိုနဲ့ဒီလိုထိုင်ဒီလိုသွားဒီလိုလာမိဖတွေကမသင်ပေးဘူးလားဘယ်သူကသင်ပေးအဝိဇ္ဇာဟုတ်တယ်နော်အဝိဇ္ဇာသင်္ခါရကောင်းဆောင်ပြီးတော့သင်ပေးတာသင်ပေးတော့အဲ့သားသမီးတွေလူလားမြောက်လို့နေပြီးတော့ပညာလေးဘာလို့ရလာတယ်ဆိုရပါဆိုဒီမှာဟုတ်တယ်နော်အဲ့လိုရလာတော့တခါမိဖတွေကဘာဖြစ်တာလဲအဲ့ဒီရှိမှာအသက်အရွယ်ကြီးလာဘာလို့ကြီးလာလဲအသက်အရွယ်ကြီးလာတယ်အသက်အရွယ်ကြီးလာတဲ့အခါမိဖတွေကဘာဖြစ်သွားလဲနောက်ရောက်တော့တဲ့သဘောနောက်ဥပမာပြပြတာနော်ဘာဖြစ်လဲနောက်ရောက်တော့တယ်ဘသူတွေကကောင်းဆောင်လို့စီးပွားရေးကြီးပွားရေးတွေဘသူကကောင်းဆောင်လဲသားသမီးတွေကကောင်းဆောင်တယ်အဝိဇ္ဇာနဲ့တဏှာဘာဖြစ်သွားလဲနောက်ရောက်တော့တယ်
ဒီမှာကြရင်ဘယ်သူကကောင်းဆောင်လဲအဝိဇ္ဇာနဲ့သင်္ခါရအဝိဇ္ဇာကောင်းဆောင်လာတာပေါ့ဟုတ်တယ်နော်ဒီမှာကြရင်ဘယ်သူကကောင်းဆောင်လဲတဏှာသာသမီတွေကပြန်ကောင်းဆောင်တဲ့သဘောဖြစ်သွားတယ်အဲ့ဒါကြောင့်ကြည့်ဦးဇင်းတို့ဆရာတို့ဘုရားကြီးကအဆုံးအမပေးတာမင်းတို့ခေါင်းပြောင်းကြတယ်ဘာပြောင်းလိုက်လို့ ကောင်းပြောင်း ဘိုးတော်ကဘာကောင်းနေခဲ့တယ်အတိုင်ကအဝိဇ္ဇာဒီဟူသောကောင်းဆောင်နေခဲ့တာဘယ်ဆိုပါမှာပါလဲ တဏှာ တဏှာကောင်းဆောင်နေတယ်အဲ့ဒါကြောင့်အမေခပြောင်းဖို့လိုပြီးတယ်နောက်တော့ဆရာတော်ကပြောတယ်လေဘာပြောင်းဖို့လိုလဲအမေဖေပြောင်းဖို့လိုတယ်ဟိုတုန်းကအမေတွေကိုအဖေတွေကိုဘာဖြစ်လဲတဏှာကိုတဏှာအဝိဇ္ဇာနဲ့တဏှာကိုမိဖတွေကိုအောက်ကိုပြီးတော့တန်တရာတစ်ချောင်းလုံးနေခဲ့တဲ့အတွက်ကြောင့်အဝိဇ္ဇာကောင်းဆောင်ပြီးနေတဲ့ဒီမှာပိဿုပံမှာဒုက္ခသစ္စာရတယ်တဏှာကောင်းဆောင်အနာဂတ်မှာဘာသစ္စာရတယ် ဒုက္ခ ဒုက္ခသစ္စာမရဘူးလားဘာချင်းပဲရတာ ဒုက္ခ တန်တရာမှာတေလို့ဆုံးရင်လားမဆုံးဘူးဆိုတော့ကဲတန်တရာတေလို့ဆုံးရင်လည်းဆိုရင်ဥစ္စာတို့ဒီအဝိဇ္ဇာကိုမသေးဘူးအဝိဇ္ဇာကောင်းဆောင်တဲ့ကတည်းကတန်တရာမှာတေလို့မဆုံးဘူးတဏှာကောင်းဆောင်ခံခဲ့ရတဲ့ကြောင့်တန်တရာမှာတေလို့မဆုံးဘူးဆိုတော့ဘာပြောင်းလို့လဲ ကောင်းပြောင်း အဝိဇ္ဇာကိုဘာဖြစ်အောင်လဲဝိဇ္ဇာဖြစ်အောင်လုပ်တဏှာကိုဘာဖြစ်အောင်လုပ်ရမလဲတရားဖြစ်အောင်လုပ်ဟုတ်တယ်လားအဝိဇ္ဇာကိုဘာဖြစ်အောင်လုပ်ရမလဲတဏှာကိုဒီလိုတော့ဥစ္စာနဲ့အဝိဇ္ဇာဝိဇ္ဇာဖြစ်ခဲ့မယ်ဆိုရင်ဥစ္စာတို့ဒီသမုဒ္ဒရာသစ္စာလာပါအောင်ဘာသာရေးခန္ဓာပြန်ရပါအောင်အခုလိုဥစ္စာတို့ကဘာနဲ့လာလဲ အဝိဇ္ဇာနဲ့ ဒါဖြင့်အဝိဇ္ဇာနဲ့လာတော့အဝိဇ္ဇာပစ္စည်းကသင်္ခါရပစ္စည်းကခန္ဓာဘယ်နှပါမရဘူးလားဘာသစ္စာတော့ ဒုက္ခသစ္စာ ဘာကောင်းဆောင်ပြီးလာခဲ့လို့ဒါဖြင့်အတိတ်ကဥစ္စာတို့ဝိဇ္ဇာဖြစ်အောင်လုပ်ခဲ့သလားဆိုရင် မလုပ်ခဲ့ဘူး ဘာနဲ့လာခဲ့တယ်ဝိဇ္ဇာနဲ့လာခဲ့ဒါဖြင့်ဒီအဝိဇ္ဇာနဲ့လာဒီမှာကြည့်လိုက်တယ်ဒီဘက်ကိုကြည့်တန်ត្រာဤနောက်ဆက်မှာတဏှာပစ္စည်းကဥပါဒဥပါဒနာပစ္စည်းကဘာသစ္စာ ဘုရားသစ္စာ ဘာသစ္စာတော့သမုဒယသစ္စာကျိုးစားဘာသစ္စာပြန်ရ ဒုက္ခသစ္စာ ရှားရမလားခန္ဓာ၅ပါးရမလားခန္ဓာ၅ပါးရရင်ဘာသစ္စာ ဒုက္ခသစ္စာ သူကောင်းဆောင်မှုအောက်မှာနေဒါဖြင့်နောက်တဏှာကောင်းဆောင်အောက်မှာနေရင်လည်းဘာသစ္စာရအောင် ဒုက္ခသစ္စာ အဝိဇ္ဇာကောင်းဆောင်အောက်မှာနေခဲ့လည်းဘာသစ္စာရ ဒု အောင် က္ခသစ္စာ ဒါဖြင့်ဒုက္ခသစ္စာလိုချင်သေးလားဒီနေ့တရားတော်ပေါ်နာလိုက်တဲ့ဆရာတော်ဘုရားကြီးကဒီနာကတုံးနဲ့ရိုက်ရဲ့တဲ့ဟိုဘက်နာရအောင်ဓာတ်နဲ့ခုတ်တယ်တဲ့ဆရာတော်ကလေအဲ့တော့ဒုံးနဲ့ရိုက်တော့လေဓာတ်နဲ့ခုတ်ရင်ပေါ်လာအတိုက်ကဥစ္စာတို့ဘာကြိုးစားခဲ့အဝိဇ္ဇာသင်္ခါရမကြိုးစားခဲ့ရတာကြိုးစားဘာသစ္စာရ ဒုက္ခသစ္စာ ဒုံးနဲ့ရိုက်ခိုင်းတယ်လို့ဟုတ်တယ်နော်ဘာနဲ့ရိုက်ခိုင်းရလဲ ဒုက္ခသစ္စာ တခါဒုက္ခသစ္စာမှသိနေတဲ့နဲ့ဥစဉ်တော့တရားဓမ္မတွေတခါသမုဒ္ဒရာသစ္စာထပ်ကြိုးစားမယ်ဆိုရင်ဒီဘက်နဲ့ရောက်ရင်ဘာလဲ ဒုက္ခသစ္စာ ဒုက္ခသစ္စာ ဘာနဲ့အကောက်ခံရလဲ ဘာနဲ့ ဒု ခေါ် က္ခ ဒုက္ခရိုက်ချဟုတ်လားနာဒုက္ခဒါနဲ့ခေါက်ခံရလေဘာဖြစ်လဲဒုက္ခအဲ့တော့ခါလေးတွေလိုပဲတဲ့ခါတော့ဒုံနဲ့ရိုက်တယ်နားတယ်နားရင်ဒီတော့ကိုလှမ်းပြမယ်ဆိုရင်လေအဲ့ခလေးကနှမျိုးတယ်တဲ့ပြည့်တယ်ဒါဖြင့်ဒီလုံးတော့လှမ်းပြမခံရရင်နောက်တစ်ခါဘာဖြစ်မလဲဒီဒုံနဲ့ပဲပြန်ပြတော့ပြန်အရိုက်ခံအဲ့တော့ဥစဉ်ဆက်ပြောတယ်ဒီနာကိုရိုက်ရင်ဒီနာမှာရိုက်ဒုံနဲ့ရိုက်လို့ဟိုဘက်နာရောက်ရင်ဘာလဲရိုက်မှာ ဘာနဲ့ခေါ် ဘာနဲ့ခေါ်ခံဒါပေမဲ့ဦးဇင်းတို့ဒီနေ့မှာအရိုက်ခံရတယ်ဒုံနဲ့ရိုက်ခံရတယ်ဒုက္ခသစ္စာတိုသေးတယ်ဘေးဒီကာလမှာဖြစ်တယ်သာသနာပွဲသာသနာနဲ့ကြုံလုံးကြုံခဲ့သစ္စာတရားတွေအာထုတ်ခွင့်ဟုတ်တယ်နော်အာထုတ်ရှင်သစ္စာတရားတွေနာခွင့်ရတယ်အာထုတ်ခွင့်ရတယ်သာသနာနဲ့ကြုံခွင့်ရတယ်ဒီဘဝမှာယုံနေတော့အာယုန်နေတော့မနတိကာလို့ခေါ်တယ်နှလုံးသွင်းမှားခဲ့မယ်ဆိုရင်ဒါနဲ့ခေါ်တာငါရင်လေးနာဒီထက်လေးဆိုရင်လေးဆိုမယ်ဒီထက်လေးတက်တာဖြစ်တယ်ဟုတ်တယ်အဲ့ဒါနောင်ဘဝဆိုတာတေချာလို့ဆိုရင်မတေချာတဲ့အတွက်ကြောင့်ဒီဘဝမှာဟုတ်လားဖြတ်နိုင်ဖို့မလိုဘူးလားဖြတ်စီရင်ဘာနဲ့ဘာအကြောင်းဖြစ်ရမလဲ နာနဲ့တဏှာကြောင့် ဘယ်နဲ့တဏှာကြောင့်ဖြတ်နိုင်ပါစေလို့ကဲတိုက်ပါ